ပါရမီ10ပါးတွေကတတိယမြောက်ပါရမီဖြစ်တဲ့နိက္ခမပါရမီတဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်နော်ဘုရင်တို့ဘက်ကနေစတင်ပြီးတော့မှတ်သားကြမယ်လို့ဆိုလို့ရှိရင်ဘုရားလောင်းသူမိတာရှင်ရဲ့သိလူတွေနဲ့တွေကပူဇော်ထားတဲ့ပန်းပုံကြီးပေါ်မှာထိုင်ရင်းဖြင့်ဘုရားအဖြစ်ကိုပြုတတ်တဲ့တရားတွေဟာဘလို့တရားတွေလဲလို့ပါရမီနဲ့ပတ်သက်ပြီးတော့စဉ်းစားဆင်ခြင်တဲ့ဉာဏ်ကိုပါရမီပဝိစယဉာဏ်ဒါကိုဘိသတို့အလုံးမှတ်ခဲ့ကြပြီးသားဟုတ်လားအဲ့တော့မနေ့တုန်းကဦးဇင်းတို့ဘုရားလောင်းတော်ကောင်းကြီးစဉ်းစားဆင်ခြင်တာကဘာလဲတော့သီလပါရမီအဲ့ဒါဆက်ပြီးတော့စဉ်းစားဆင်ခြင်ပုံကလေးကိုဘုရားရှင်ကိုရောမြတ်ကြီးကိုရောတိုင်းဟောတော်မူခဲ့တဲ့ဘုရားပါဠိတော်ထဲမှာဘယ်လိုဟောထားလဲဆိုတော့နာဟေတိဣထကယေဝယေဓမ္မဘောဓိပါစနာနာဟေတိဣထကယေဝဗုဒ္ဓဓမ္မဘောဟိတရေအညေပိဝိရှိနိတ္တမိယေဓမ္မဘောဓိပါစနာဖရာအဖြစ်ကိုပြုတတ်တဲ့တရားတွေဟာဒီဒါနသီလမျှတယ်မကသေးဘူးနောက်ထပ်လည်းရှိရလေဦးမယ်ဒါကြောင့်တခြားသောဖရာအဖြစ်ကိုပြုတတ်တဲ့နောက်ပါရမီတရားတွေကိုငါစူးစမ်းရှာဖွေအောင်မယ်အဲ့လိုနဲ့ဆက်ပြီးတော့စူးစမ်းရှာဖွေတဲ့အခါမှာဝိရှိနန္တောတတတခိတတ္တိယနိခမပါရမေပုဗ္ဗကေဟိမဟေတိဟိအာတိဝိတနိတိဝိတစူးစမ်းရှာဖွေတဲ့အခါမှာတတ္တိယမြောက်နိခမပါရမီဆိုတာကိုတွေ့ရတယ်တဲ့ပုဗ္ဗကေဟိမဟေတိဟိရှေးတုန်းကဘုရားလောင်းတော်ကောင်းကြီးများအာတိဝိတနိတိဝိတအမြဲမပြတ်မိဝဲကျင့်သုံးအပ်တဲ့နိခမပါရမီဆိုတာကိုတတ္တိယမြောက်ပါရမီအနေနဲ့တွေ့ရတယ်ပေါ့ဣမန္တောတတ္တိယတာဝဒလံကတ္တဝသမာရိယနိခမပါရမိတံကိစ္စယတိဘောဓိပတ္တုမိစ္ဆတိအဲ့ဒီတတ္တိယမြောက်ဖြစ်တဲ့နိခမပါရမီကိုသင်ဟာဖြည့်ဆည်းမယ်ဖြည့်ကျင့်မယ်ဆိုလို့ရှိရင်သင်အလိုရှိတဲ့သဗ္ဗညုတဉာဏ်ကိုရလို့ဘုရားရှင်စေဧကံဖြစ်လိမ့်မယ်အဲ့ဒါလိုမျိုးဘုရားလောင်းတော်ကောင်းကြီးကသူ့ကိုယ်သူဆုံးမတယ်ပေါ့အဲ့တော့ဦးဇင်းတို့ဒီနေရာမှာနိခမပါရမီကိုလည်းပဲဘုရားလောင်းကဥပမာလေးပေးပြီးတော့ကျင့်သုံးဖို့ဆုံးမတယ်ဒါနပါရမီမှာပေးခဲ့တဲ့ဥမာကတစုံတစ်ခုသောအရေးဖြင့်ပြည်နေတဲ့အိုးကိုမှောက်ထားလိုက်သလိုမျိုးတောင်းရန်လာတဲ့ပုဂ္ဂိုလ်ကိုတွေ့လို့ရှိရင်အယုတ်အလက်အမျက်မရွေးပဲနဲ့အကျွင်းကြံမရှိလူဒါနကိုပေးလို့ရမယ်သီလပါရမီနဲ့ပတ်သက်ပြီးတော့ပေးထားတဲ့ဥမာကဘာလဲတော့စမရီသားကောင်သည်သူ့ရဲ့အမြည်ကိုအသက်နဲ့လဲပြီးတော့ကာကွယ်စောင့်ရှောက်သလိုကိုချင်းတရားကိုချင်းသီလကိုနောက်အသက်နဲ့လဲပြီးတော့မပျက်စီးအောင်ကာကွယ်စောင့်ရှောက်ရမယ်ခုနိခမပါရမီကိုကြတော့နော်ဘုရားလောင်းတော်ကောင်းကြီးကဘလို့ဥမာပေးပြီးတော့ဆုံးမလဲယထာပိအန္တုကရေဝိယစိရဟောတောဒုက္ခတိတောနတ္တထရာဂစန္တိတိမုဒ္ဓိမေဝကဝေတတိဥမာကအလုံးကိုလေးနဲ့တယ်ယထာပိဥပမာအားဖြင့်ယထာအန္တုကရေအချုပ်ထောင်ထဲမှာရှိရဟောတော့ကြာမြင့်စွာနေရတဲ့ဒုက္ခတိတော့အလွန်စွာဆင်းရဲကြီးစွာပင်ပန်းကြီးစွာဖြင့်အနှိမ့်ဆက်ခံနေရတဲ့ပုရိသောယောက်ျားသည်တထထိုအချုပ်ထောင်၌ရာဂမမောမှုကိုနဇနိတိယထာမဖြစ်စေတကဲ့သို့အချုပ်ထောင်ထဲမှာအချိန်ကာလကြာမြင့်စွာကြာပြီးတော့စင်နေရပင်ပန်းပန်းနဲ့အနှိမ့်ဆက်ခံပြီးတော့နေရတဲ့အချုပ်သားတစ်ယောက်အဲ့ဒီအချုပ်ထောင်ကြီးရဲ့အပေါ်မှာသူဟာမမောတဲ့စိတ်တွေ့တာတဲ့စိတ်နှစ်သက်တဲ့စိတ်သူမှမရှိဘူးနာတထရာဂစန္ဒီတိမုဒ္ဓိမေဝကဝေတတိမုဒ္ဓိမေဝလွတ်မြောက်ခြင်းကိုသာလဲကဝေတတိသူဟာအမြဲတမ်းရှာဖွေနေတယ်ကိုယ်တိုင်အချုပ်သားတစ်ယောက်စိတ်ကိုယ်ကလေးနဲ့ဖြစ်ကြည့်ပေါ့နော်အချုပ်ထောင်တိုင်းမှာနေရတယ်ဆိုတာချမ်းချမ်းသာသာမရှိဘူးအလွန်ပင်ပန်းဆင်းရဲကြီးစွာဖြင့်နေရတဲ့တခဏဆိုလာတော့လည်းမဟုတ်ရှိတာဟုတ်တော့တဲ့ကြာလာပြီတဲ့အဲ့ဒီအချုပ်ထောင်ထဲမှာသူနေရတာတသက်သာချမ်းသာသာနေရတာလားဆိုတော့လေမဟုတ်ဘူးအလွန်ပင်ပန်းဆင်းရဲကြီးစွာဖြင့်နေရတယ်အဲ့လိုလူဟာအဲ့ဒီအချုပ်ထောင်ရဲ့ပုံမှာမမောမှုမရှိဘဲနဲ့လွတ်မြောက်ခွင့်ကိုသာလည်းရှားဖွေနေသလိုမျိုးပဲတဲ့တထေဝထို့အတူသာလည်းတွင်တင်သည်လည်းပဲတပ္ပဘဝေဟောဒီအလုံးစုံသောဘဝကိုပတ္တအန္တုကရေဝိယအန္တုကရေဝိယအချုပ်ထောင်ကြီးကဲ့သို့ပတ္တမြင်မှကြည့်ပါတဲ့အလုံးစုံသောဘဝကိုအချုပ်ထောင်ကြီးလို့မြင်နိုင်အောင်ကြည့်နိုင်ရမယ်အဲ့ဒါလိုအချုပ်ထောင်ကြီးလို့မြင်အောင်ကြည့်ပြီးတော့နော်
အဲ့ဒီအချုပ်ထောင်ထဲကနေပြီးတော့နိခမပိမူခောဟောတိဘဝတော့ပရိမုဒ္ဒိယနိခမပိမူခောဟောတိလွတ်မြောက်ရေးဘက်ကိုပဲအမြဲတမ်းရှေ့ရှုထားဘဝတော့ပရိမုဒ္ဒိယတော့ဆင်းရဲလာတဲ့ဒီဘဝတွေကနေပြီးတော့လွတ်မြောက်ဖို့ရအတွက်နိခမပိမူခောဟောတိနော်မုခဆိုတာမျက်နှာလွတ်မြောက်ရေးဘက်ကိုပဲအမြဲတမ်းမျက်နှာကိုလှည့်ထားရမယ်ရှေ့ရှုထားရမယ်ဆိုတာအဲ့ဒါကိုပြောတာတော့ဆိုလိုတာကဘာပဲလှုပ်ဘာပဲပြောဘာပဲတွေးဒီဘဝတန်တရားဝရှင်ရဲ့ကလွတ်မြောက်ဖို့ဆိုတဲ့အမြင်ကလေးနဲ့အဲ့ဒါကိုအခြေခံပြီးတော့လွတ်မြောက်ရေးကိုရှေ့ရှုပြီးတော့နေရမယ်လို့ဒါပြောတာဘာမှနားမလည်ကြမရှိဘူးเนาะအချုပ်ထောင်ထဲမှာစနေရဲပင်ပင်ပန်းပန်းအကြာကြီးနေရတဲ့လူဟာအဲ့ဒီအချုပ်ထောင်ရဲ့ပုံမှာမမောမှုမရှိဘဲနဲ့အဲ့ဒီအချုပ်ထောင်ထဲကနေလွတ်မြောက်ဖို့ကိုပဲလမ်းစအမြဲရှားနေသလိုသင်ဟာလည်းပဲဟောဒီ32ပုံဆိုတဲ့ဒီဘဝဝိဒုက္ခတွေကနေပြီးတော့လွတ်မြောက်ဖို့ကိုပဲအမြဲတမ်းရှေ့ရှုပြီးတော့ဒီဘဝဒုက္ခတွေကနေလွတ်မြောက်ဖို့အတွက်ဒီ32ပုံကိုအချုပ်ထောင်ကြီးလို့ကြည်ပါမြင်ပါဒါဆိုလို့ရှိရင်သင်ဟာအရဟတမဉ္ဇဉ်တပ်ပညုတဉ္ဇဉ်ကိုရလိမ့်မယ်ဒါကနိခမပါရမီနဲ့ပတ်သက်ပြီးတော့ဘုရားလောင်းသူတော်ကောင်းကြီးသူ့ကိုယ်သူဥပမာပေးပြီးတော့ဆုံးမတော်မူတာပေါ့တော့ဒီနေ့ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဒီနိခမတရားနဲ့ပတ်သက်ပြီးတော့နော်ပြောစရာအချက်လက်တွေအများကြီးဦးဇင်းရှာဖွေထားတယ်ဒါကြောင့်နိခမပါရမီနဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဇတ်တော်တစ်ပုဒ်ကိုဦးဇင်းပြောပြမယ်နော်အရင်ပါရမီတရားတွေဟောတော့ကလည်းပဲအဲ့ဒီဇတ်တော်ကိုဦးဇင်းအဓိကထားပြီးတော့ပြောတယ်အခုလည်းပဲအဲ့ဒါကိုဦးဇင်းကမကြံခဲ့စေခြင်းပေါ့နော်မြတ်စွာဘုရားရဲ့နိခမပါရမီနဲ့ပတ်သက်ပြီးတော့မှတ်သားစရာအလွန်ကောင်းတဲ့ဇတ်တော်ကမဟာဇနကဇတ်ပဲအဲ့ဒီမဟာဇနကဇတ်မှာအဓိကအနှစ်သာရလေးကဘာတွေ့ရလဲဆိုတော့ဒါဦးဇင်းစဉ်းစားမိတာကိုပြောတာရအောင်ကြိုးစားရတာတဲ့ရပြီးသားကိုစွန့်ရတာပုခက်တယ်ဆိုတာလေးကိုအဓိကအနှစ်သာရအနေနဲ့စဉ်းစားမိတယ်လောကမှာရအောင်လုပ်ဖို့ဆိုတာလည်းတိတ်မလွယ်ပါဘူးအစွမ်းအစရှိတဲ့ပုံကိုယ်တွေမှာရအောင်လုပ်နိုင်တာဟုတ်တယ်မဟုတ်လားတော့စီပါဥစ္စာပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်နော်ပို့ပြီးတော့ကောင်းတာတွေဖြစ်လာတာနဲ့အမျှရအောင်လုပ်ရတဲ့နေရာမှာအခက်အကြီးအသွေးတွေဆိုတာမလိုဘူးလားလိုလာတယ်ခုပြောရင်တော့ဘာလို့ရအောင်လုပ်ဖို့တဲ့ရတာကိုစွန့်နိုင်ဖို့ကပို့ပြီးတော့ခက်နေတာအဲ့ဒါကိုပုံပေါ်စေမယ်ပေါ့ဒီမဟာဇနကဇတ်မှာများသောဖြင့်မဟာဇနကဇတ်ကိုဘုရင်တို့ဗုဒ္ဓဘာသာဝင်သူတော်စင်များဝရိယအရာမှာအဓိကမြတ်စွာဘုရားဖော်ညွှန်းညင်လို့ဟောထားတာလို့ထင်စရာရှိတယ်နော်ပင်လယ်သမုဒ္ဒရာမှာ9ရက်တီလက်ပစ်ကူးတာဆိုတော့မဟာဇနကမင်းသားကိုဝရိယမင်းသားလို့ဒီလိုမျိုးနာမည်တက်ကြတာကိုမရှိဘူးလားရှိတယ်ဒါပေမဲ့တကယ်မြတ်စွာဘုရားဒီဇတ်တော်ကိုဟောတာကဝရိယပါရမီကိုအထူးပြုပြီးတော့ဟောတာမဟုတ်ဘူးနိခမပါရမီကိုထင်ရှားစေခြင်းလို့ဟောပြတာတော့ယဟန်တော်တွေကမြတ်စွာဘုရားရဲ့မြတ်တော်တောထွက်ခြင်းကိုအခါတစ်ပါးမှာသူတို့စုပြီးတော့စက်မိဆက်ရပြောရင်းနဲ့ချီးမွမ်းကြတာပေါ့နော်အလွန်ကြီးကျယ်တဲ့စီးစိမ်ချမ်းသာအလွန်ကြီးကျယ်တဲ့အတိုင်းဝိုင်းဒီလိုချမ်းသာဒုက္ခတွေကိုစွန့်လွတ်ပြီးတော့မြတ်စွာဘုရားတောထွက်ပြီးတော့တရားကျင့်နိုင်တာအလွန်တရာမှချီးမွမ်းစရာကောင်းတယ်အလွန်တရာမှဖြစ်နိုင်ခဲ့တယ်ဒီလိုချီးမွမ်းတာအဲ့ဒီချိန်မှာမြတ်စွာဘုရားကြွလာပြီးတော့ယဟန်တော်တို့သင်တို့ဘာတွေပြောနေကြတုံးဆိုတော့မြတ်စွာဘုရားရဲ့နိခမပါရမီကိုချီးမွမ်းနေတဲ့အကြောင်းပြောတာပေါ့ပြောတော့မြတ်စွာဘုရားကယဟန်တို့တဲ့အခုလိုပါရမီရင့်တဲ့အချိန်မှာတွတ်မြောက်နိုင်တာဟာဘာမှအံ့ဩစရာသိမရှိဘူးတဲ့နော်အရင်တုန်းကပါရမီနုစဉ်အခါကာလတုန်းကနော်အလွန်ကြီးကျယ်တဲ့အတားအဆီးနဲ့တွေ့တာတောင်ငါဟာလွတ်မြောက်သွားအောင်ထွတ်မြောက်သွားအောင်ကြိုးစားနိုင်ခဲ့တာကပို့ပြီးတော့အံ့ဩစရာရှိတယ်ဆိုပြီးတော့မဟာဇနကဇတ်ကိုဟောတာအဲ့တော့ဦးဇင်းတို့ဒီမဟာဇနကဇတ်မှာနော်ပင်လေသမုဒ္ဒရာထဲမှာလက်ပစ်ကူးတာတွေထားလိုက်တော့ကြော်ခဲ့လိုက်တော့အလုံးသိတယ်နော်ရွှေဦးကြီး16လုံးတူးပြီးတော့ဖော်ပြီးတော့ပေးတာအဲ့ဒါတွေထားခဲ့လိုက်တော့ဟုတ်လားသူတို့ရဲ့ဇလံကအရင်တော့စိတ်ဝင်စားတယ်ကောင်းပါတယ်ဒါဘယ်ကနေဦးဇင်းကဒီဇတ်တော်မှာစပြောရင်တော့ဆိုတော့အဲ့ဒီသူ့ရဲ့ဘာတွေတော်ရဲ့သမီးတီဝလီတီဝီနဲ့ဒါပေါင်းဖက်ပြီးတော့ဒီကောင်ဟုဆိုတဲ့သားလေးတယောက်မွေးရအဲ့ဒီသားလေး16နှစ်သားလေးရောက်ပြီဆိုတော့အဲ့ဒါဘုရားလုံးကနော်အိမ်ရှိမင်းအရာကိုပေးတယ်ပေါ့ဟုတ်လားအဲ့ဒါအိမ်ရှိမင်းအရာပေးပြီးတော့ဒီလိုနဲ့နေလာလိုက်တာအဲ့ဒီတုန်းကတက်တန်းကတော်တော်ရှည်တယ်ဘုရားလုံးကအဲ့ဒီအချိန်မှာနော်အသက်ကို6000ကျော်9000လောက်ရှိပြီလို့ဆိုတယ်အဲ့ဒီအချိန်မှာတနေ့ကျတော့
ဥယျာဉ်မိုးကတရတိတွေဘာတွေလာပြီးတော့ဆက်ကတ်အသီးနဲ့နေလာဆက်ကတ်အသီးနဲ့နေကကောင်းလိုက်တာအဲ့လိုဆိုလို့ရှိရင်ငါဥယျာဉ်ကိုလိုက်ပြီးတော့ကြည့်ကျင်တယ်နောက်နေ့ကျတော့ဥယျာဉ်ကြည့်မယ်ပေါ့ဥယျာဉ်ထွက်မယ်ဆိုပြီးတော့အဲ့ဒါစေရင်က၄ပါးခြံရံပြီးတော့ဥယျာဉ်ထွက်တယ်အဲ့ဒီဥယျာဉ်ရဲ့ပွားပွားမှာတရပင်ကြီး2ပင်ရှိတယ်နော်တပင်တော့တရပင်ကအသီးလုံးဝမသေးဘူးနော်တရပင်တပင်ကတော့အရန်သေးတယ်ဝင်းဝါပြီးတော့နေတယ်အဲ့ဒါနဲ့ဘုရားလောင်းကနော်အသီးမသီးတဲ့အပင်ကိုစိတ်မဝင်စားဘူးအသီးသီးတဲ့အပင်ကိုအသီးလိုက်တာလှလိုက်တာဆိုပြီးတော့စင်စည်းပြီးတော့သွားတာဆိုတော့စင်မောကနေပြီးတော့အဲ့ဒီတရသီးမဲ့တစ်လုံးကိုဆွတ်ပြီးတော့သုံးဆောင်လိုက်တယ်အဲ့ဒါဘာဖြစ်တုံးဆိုတော့အကုန်လုံးမူတွေမတ်တွေနော်နောက်လိုက်ငယ်သားတွေအကုန်လုံးကဘင်းကြီးသုံးဆောင်ပြီးပြီဘင်းကြီးခုဆွတ်ပြီးတော့စားပြီးပြီဆိုရင်တို့လည်းစားလို့ရတယ်ဆိုတော့အကုန်လုံးစောကြတယ်အချမ်းရံကတိတ်များတဲ့အခါကျတော့နောက်ကျတဲ့လူတွေကဘာအသီးမှမရအောင်အစိမ့်တောင်မကြမ်းတော့အဲ့ဒါနဲ့နောက်ကျတဲ့လူတွေကသူတို့မရအောင်လားဆိုတော့စိတ်တူပြီးတော့အပင်ကြီးကိုဒုတ်တွေနဲ့ပြစ်ကြတယ်ခဲတွေနဲ့ထူရတယ်အကိုင်းတွေကျိုးအကုန်လုံးကျိုးကြည့်ပြီးတော့အပင်ကြီးကတခါကိုစုပ်ပြတ်တက်ပြီးတော့သဲပင်ကြီးအဲ့လိုဖြစ်တယ်ဒါပေမဲ့ဘုရားလုံးကမသိဘူးအဲ့ဒါသူရှေ့ဆက်သွားရင်းနဲ့တည့်အတီးကလည်းကောင်းလိုက်တာအပြန်ကြမှာငါတောက်တက်ထပ်ပြီးတော့ဆွတ်ပြီးတော့စားအောင်မယ်သူအဲ့လိုစဉ်းစားတာနော်အဲ့ဒါတနေ့ကောင်ဦးဇင်းတို့ဥယျာဉ်ထဲမှာလှည့်ရင်းနဲ့ညနေခင်းရောက်တဲ့အခါကျတော့အဲ့ဒီတဲပင်ကြီးနာတော့ခူးမလို့ကြည့်လိုက်တော့တဲပင်ကြီးကနော်ပုံပြက်ပန်းပြက်တကယ့်ကိုအယုတ်ဆိုးအကြီးတန်းပြီးတော့ဖြစ်နေတယ်အဲ့ဒီမှာဘုရားလောင်းကဟိုဘက်ဘေးမှာရှိနေတဲ့အသီးမသီးတဲ့အပင်ကြီးကိုကြည့်မိတဲ့အခါကျတော့အသီးမသီးတဲ့အပင်ကြီးကတော့စိတ်ဆိုးလို့ပုံမပြက်ပန်းမပြက်သူကတော့ဒီတိုင်းပဲအဲ့ဒီမှာဘုရားလောင်းကဆင်ပေါ်မှာထိုင်ရင်းနဲ့စဉ်းစားအသီးသီးမိတဲ့အပင်ဒုက္ခရောက်ရတာပါလားရိုးရိုးလေးပဲနော်အသီးမသီးတဲ့အပင်ဘာဒုက္ခမှမရောက်ဘူးအဲ့တော့ငါရဲ့ဘဝကတော့အသီးသီးတဲ့အပင်ကြီးနဲ့တော့တူနေတာအမှန်ပဲဒါကပါရမီတွေကလည်းပဲပါလာတာဆိုတော့မှန်မှန်ကန်ကန်စဉ်းစားတဲ့ဉာဏ်တွေကလည်းရှိလာတော့အဲ့ဒါနဲ့သူ့ရဲ့မျက်နှာကလုံးဝပြောင်းသွားတယ်နော်ဒါဘယ်လိုဖြစ်တာတော့လို့မေးတော့ဒီလိုဒီကြောင်းပဲနောက်လိုက်ငယ်သားတွေအကုန်ခုစားကြလို့ဘာမှမပြောပါဘူးဘုရားလောင်းကဒါပေမဲ့နန်းတော်ရောက်တဲ့ခါကျတော့လုံးဝအချိုးကပြောင်းသွားတယ်ဘာပြောင်းသွားလဲဆိုတော့ငါနေထိုင်တဲ့နန်းတော်ကိုမင်းချင်းတယောက်ပဲလာရမယ်အဲ့ဒါလည်းပဲနော်စားတော်အုပ်ကိုဆက်တာတဲ့အချိန်ပဲလာရမယ်ကျန်တဲ့ချိန်ဘယ်သူမှမလာရဘူးဆိုအဲ့ဒါသူနေထိုင်တဲ့နန်းဆောင်ပြတ်သက်ပေါ်သူတယောက်တည်းပဲနေတယ်ဘလောက်ကြာသွားတော့ဆိုတော့4လကြာသွားတယ်တဲ့အဲ့ဒီ4လအတွင်းမှာဘုရားလုံးကဘာစဉ်းစားနေလို့ဆိုတော့ထွက်ဖို့အတွက်အားယူနေတာနန်းတော်ကြီးကိုမြင်ရင်လည်းပဲငါဒီနန်းတော်ကြီးဘယ်တော့မှစွန့်နိုင်မှာမတော့သူအဲ့လိုစဉ်းစားတာဒါကမှတို့ဦးဇင်းတို့ဒါစဉ်းစားတဲ့အလွန်ကောင်းတယ်နော်အသုံးဆောင်ပစ္စည်းတွေမြင်ရင်လည်းငါဒီအသုံးဆောင်ပစ္စည်းတွေကိုငါဘယ်တော့မှစွန့်ပြီးတော့သွားနိုင်မှာမတော့တော့ရေကန်ကြီးကိုမြင်တယ်ရှုခင်းကောင်းကောင်းတွေသူအကုန်ဖန်တီးထားတာတော့ဒီရေကန်ကြီးကိုစွန့်ပြီးတော့ငါဘယ်တော့မှတောထဲမှာတယောက်တည်းနေနိုင်မှာမတော့နောက်ရှုံးအဆုံးသူ့ကိုရွှေခွက်နဲ့လာပြီးတော့ဟိုမင်းချင်းယောက်ျားကနေတိုင်းလာပြီးတော့နော်ကျွေးရတယ်ပေါ့အဲ့ဒီရွှေခွက်ကြီးကိုကြည့်ပြီးတော့လဲသူဒီလိုပဲစဉ်းစားတယ်နော်ဒီရွှေခွက်ကြီးကိုစွန့်ပြီးတော့ငါမြေတပိတ်နဲ့စွန့်ခံပြီးတော့စားတဲ့အနေအထားကိုငါဘယ်တော့မှရောက်ပါမလို့မြင်သမျှအာယုံကြားသမျှအာယုံဒါတွေပါလဲဆိုတော့သူ့အတွက်ထွက်မြောက်ဖို့အတွက်တွန်းအားပေးနေတဲ့အာယုံတွေကြီးဖြစ်နေတယ်ဒါကပြုံမွေးတဲ့ပုံကိုယ်တွေအတွက်ကတော့ဒါရင်မှုစရာတွေပေါ့နော်ဉာဏ်ရှိတဲ့ပုံကိုယ်တွေအတွက်ကြောင့်ဒါကတော့စွန့်လွတ်ဖို့ပဲသူကစဉ်းစားနေတာအဲ့ဒါနဲ့၄လပြည့်ပြီဆိုတော့သုံးဖြတ်ချက်ချတယ်။ကဲငါကြာမြတ်စွာအချိန်ဆွဲနေလို့မတော်ဘူးဆိုတော့အဲ့ဒီမင်းကြီးကိုပဲမင်းစည်းသွားပြီးတော့စပိတ်သင်္ကန်းပေးခဲ့အကုန်ဝယ်ခဲ့ဘသူကမှမပြောနဲ့လို့တခါတည်းနှုတ်ပိတ်အဲ့ဒါဟိုကဝဲလာတဲ့အခါကျတော့ကောင်းကဆံပြန်သူတန်လျက်နဲ့ရိတ်ပြီးတော့သူအခန်းထဲမှာပဲတခါတည်းသင်္ကန်းသူဝတ်လိုက်တယ်အလွန်ပီတိဖြစ်တယ်တဲ့အဲ့ဒီအခန်းထဲမှာသူလိုလာဒုံခသင်္ချာလျှောက်ငါရဲ့ယဟန်အဖြစ်ယသိအဖြစ်အလွန်မှတင့်တယ်ပါလားအဲ့ဒါနဲ့အဲ့ဒီညတော့မိုးချုပ်သွားလို့သူမထွက်နိုင်ဟုတ်လားအဲ့ဒါမနဲ့လင်းပြီဆိုတာနဲ့ပြည့်စည်ကဗုဒ္ဓအရှင်မြတ်တွေကလည်းသူ့ရဲ့နန်းတော်ကိုလာပြီးတော့ဆုံးဖုံးပေးကြတာလည်းရှိတာ哦ပြည့်စည်ကဗုဒ္ဓတွေရဲ့အသွင်ပြင်တွေကိုလည်းမြင်မှုနေတာအဲ့ဒါနဲ့သူမနဲ့လင်းချင်းထွက်လာတိုက်ဆိုင်ပဲအဲ့ဒီနေ့မနဲ့ကြတော့မှတီဝလိဒေဝီခေါင်းဆောင်တဲ့မိဘရဲ့ငယ်900အကုန်လုံးတက်လာကြတဲ့နန်းတော်ဘောအဲ့လိုတက်လာတော့ဆိုတော့ဒါစိတ်ချင်းဆက်သွယ်တာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့ငါတို့ရဲ့အရှင်သခင်ကိုမဖူးမြော်ရတာ4လတောင်ရှိပြီတော့တကိုယ်ဒီလိုစမ်းနေတာဟာအကြောင်းရှိတယ်တို့ကိုပြစ်သွားပြီးတော့မြတ်သောအကျင့်ကိုကျင့်ဖို့မြန်စဉ်းစားနေသလားမသိဘူး
အဲ့ဒါဆိုလို့ရှိရင်ဒီလောက်ကြီးတဲ့ငါးကိုတော့ပိုက်ကွန်ကြီးကြီးနဲ့ဖမ်းမှဖြစ်မယ်ဆိုတေဝလိဒေဝီကစီးတဲ့နော်မြို့သမီးငယ်ငယ်လေးတွေအကုန်လုံး900လုံးအကုန်လုံးဝက်ကောင်းစားလာတွေဝတ်ပြီးတော့ခေါ်လာတာအဲ့ဒါဟိုကတပိတ်လွယ်ပြီးတော့နန်းတော်ဘောကနေဆင်းလာတာဒီကလည်းပဲလှေကားဘောကနေနန်းတော်ဘောကိုအတက်အဲ့ဒါအကုန်လုံးကမင်းကြီးလို့မသိဘူးဘာလို့သိတော့ဘလို့ထင်တော့ဆိုတော့မင်းကြီးရဲ့နန်းတော်ကိုစောစောစီးစီးကြွလာတဲ့ပြည့်စေကဗုဒ္ဓတပါးနေမှာပဲလို့ထင်တယ်အဲ့လောက်ဟိုကလည်းအိမ်နေရတယ်အဲ့ဒါနဲ့ကြွသွားရောဟိုကနန်းတော်ပြင်မဲ့ထွက်သွားနန်းတော်ဘောရောက်တော့မှပဲစပင်နေဝက်လဲတော်တွေတွေ့တော့မှအော်စောစောကတွေ့လိုက်တာတို့ရဲ့အရှင်သခင်ပဲဆိုပြီးတော့အကုန်လုံးငိုးယူပြီးတော့လိုက်ကြတာအဲ့ဒီမှာတနန်းတော်လုံးအုံကြဲကြဲဖြစ်ပြီးတော့လိုက်ကြတဲ့အခါကျတော့ဦးဇင်းတို့နောက်တိုင်းသူပြည်သားတွေပါအကုန်လုံးဖွေးဖွေးလှုပ်အောင်လိုက်တာဘုရားလောင်းတော့ကိုဘုရားလောင်းရဲ့မြတ်သောတိုးထွက်ခြင်းကိုအနှောင့်အယှက်ဖြစ်ဖို့ဒါဖမ်းလာတာပေါ့လေအဲ့ဒါနဲ့လိုက်တဲ့အခါကျတော့နော်ဒီလိုအရှင်သခင်ကောင်းကိုဘယ်အချိန်မှာဘယ်နေရာမှာဘလို့နီးနေမှာမရနိုင်ဘူးဒါကြောင့်အရှင်မင်းကြီးကျွန်တော်မြို့မတော်ကိုဆုံးခွာပြီးတော့မသွားပါနဲ့ငိုယုတ်ပြီးတော့လိုက်ကြဒီတော့ဘုရားလောင်းကမလိုက်ခဲ့နဲ့ဘလို့မှဒါသူပြန်ပြီးတော့စုံနေမှာမဟုတ်ဘူးအဲ့ဒီအချိန်မှာတီဝလိကဘာလုပ်လဲဆိုတော့နော်စစ်သူကြီးကိုတိတ်တဆိတ်မိန်ပေးတာအရှိကနေကြိုးပြီးတော့နော်တိုင်းပြည်ကိုမီးတွေလောင်းနေပြီဆိုတာမျိုးဖြစ်အောင်ဖန်တီးတာနော်အိမ်ပြက်တွေဇေယျပြက်တွေအကုန်မီးပုံရှုပ်ပြီးတော့ကောက်ရွေးတွေရေရှုပ်ပြီးတော့မီးခိုးတွေဥအောင်လုပ်မင်းကြီးသွားမလို့လောက်ခါပဲရှိသေးတယ်တိုင်းပြည်ကမီးလောင်နေပြီနော်အဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကဒါငါတိုင်းပြည်မဟုတ်တော့ဘူးမီးလောင်လို့မကလို့ဘာပဲဖြစ်လို့နေငါမှကြောင်းကြမှုမရှိဘူးဒါပေမဲ့ဆက်ထွက်သွားတယ်အဲ့ဒါခဏနေတော့ပြည်တန်ရဲရဲနဲ့လူတွေဓာတွေလှန်နေနဲ့နော်တခိုးတွေဓမြတွေတပုံတွေထကြွတောင်းကျက်တဲ့ပုံစံမျိုးတွေတခါတည်းရုပ်သေးသေးဖြစ်ပြန်ရောက်ရှိမှာအဲ့ဒါအကုန်လုံးကတိဝလိဒေဝီမိဖုရားကြီးရဲ့လက်ချက်ပေါ့မင်းကြီးတိုင်းပြည်ကိုဒီလိုပဲတပုံတကန်တွေထတာကိုနှိမ့်နှင်းခဲ့ပါအောင်ဒါငါတိုင်းပြည်မဟုတ်တော့ဘူးငါမှဘာကြောင်းကြမှုမှမရှိဘူးဒီလိုနဲ့ရှစ်ဆက်ပြီးတော့ထွက်သွားတာမျိုးတွေကနေထွက်သွားတာအကုန်လုံးနောက်ကနေပြီးတော့လိုက်ကြတာမလိုက်နဲ့လို့ပြောလို့လည်းမရဘူးအဲ့ဒီမှာဘုရားလောင်းကမြို့ပင်ပဲရောက်တဲ့အခါကျတော့အကုန်လုံးကိုရက်ပြီးတော့နောက်လှည့်ပြီးတော့စကားပြောတယ်ချင်းတို့တဲ့ဒါပစုတိုင်းပြည်လေလို့မေးတယ်ဝမ်းမြောက်ဝမ်းသာပဲရှင်မင်းကြီးရဲ့တိုင်းပြည်ပါရှင်မင်းကြီးရဲ့တိုင်းပြည်အေးအဲ့လိုဆိုရင်ငါတိုင်းပြည်ဆိုလို့ရှိရင်မင်းတို့ငါရဲ့အမိန့်ကိုအလုံးနာခံကြမယ်အာနာခံမမယ်ဆိုတော့အဲ့လိုဆိုရင်ဟုတ်ပြီဆိုတော့လက်ထဲမှာပါတဲ့တောင်ဝေးနဲ့မြေကြီးကိုမြင်းချောင်းကြောင်းလိုက်တယ်ဒီမြင်းချောင်းကိုကြော်တဲ့လူရာဇဒံဆိုတော့တေတံပေါ့နော်တရားမှမကြော်ရဲဘူးအဲ့ဒါဘုရားလောင်းဆိုင်နဲ့ကြွားသွားအကုန်လုံးမြင်းချောင်းဟိုဘက်မှာကြံရစ်တယ်အဲ့ဒီမှာတေဝလိဒေဝီကဘလို့မှသူတိမခံနိုင်အဲ့ဒီနားတဲ့လူလှိမ့်ပြီးတော့ငိုရင်းနဲ့မြင်းချောင်းကြီးကပြက်ပြီးတော့သူကဟိုဘက်ရောက်သွားရောအဲ့တော့နောက်ကကြံတဲ့လူတွေကဒီမြင်းချောင်းကမိဖုရားကြီးဖြတ်တာတို့ဖြတ်တာမဟုတ်အဲ့တော့အဲ့ဒီပြက်တဲ့နာကနေတို့လိုက်မယ်ဆိုအကုန်လုံးအဲ့ဒီနာလိုက်ရင်းနဲ့ဝေယုံသုံးကနဲ့အဲ့ဒါရှေ့ဆက်ပါသွားကြအောင်နော်အဲ့ဒါလိုနဲ့ဦးဇင်းတို့ပိဋကတွေအများကြီးချမ်းရမ်းပြီးတော့ဘုရားလောင်းမှာအနှောင့်အယှက်ဖြစ်ပြီးတော့သွားနေတာအဲ့ဒီအနေအထားကိုဦးဇင်းတို့ဘယ်သူသိတုံးဆိုတော့နော်မိဂစိန်ယတိဆိုတာရှိတယ်ဇံပင်ညင်ရတဲ့ယတိအော်အလောင်းတော်သူမြတ်နော်အလွန်ဉာဏ်ပညာကြီးတဲ့ပုဂ္ဂိုလ်တောထွက်လာတာအနှောင့်အယှက်ဖြစ်နေပါလားငါသွားပြီးတော့ကူညီမယ်ဆိုတော့သူကကောင်းကင်ကနေလာတာကောင်းကင်ကနေလာတော့ဘာပြောတုံးဆိုတော့ဝဲလန်းတပင်နေမြန်ကျင်းပနေသလားမသိဘူးတဲ့ရွယ်ပြီးတော့ပြောတာလူတွေများလွန်းလို့ဟုတ်လားဝဲလန်းတပင်ကျင်းပနေတာမဟုတ်ပါဘူးဓာတုရဲ့မြတ်သောတောထွက်ခြင်းကိုတိုင်းသူပြည်သားတွေနောက်ကလိုက်ပြီးတော့တားနေကြတာဓမင်းကြီးတဲ့ဒီသင်္ကန်းလေးဝတ်လိုက်ယုံမျှနဲ့နော်ကိလေသာအတားအဆီးကိုကြော်သွားနိုင်လိမ့်မယ်လို့ထင်သလားတဲ့နော်ဘယ်လိုရွယ်ချက်နဲ့သင်္ကန်းဝတ်လာတာတုံးဆိုတော့ကိလေသာအယံအတားကိုကြော်လွှမ်းနိုင်ဖို့အတွက်သူသင်္ကန်းဝတ်လာတာလို့ပြောတာကိုသင်္ကန်းလေးဝတ်လိုက်ယုံနဲ့ကြော်လွှားသွားနိုင်ပြီလို့မင်းကြီးထင်သလားတဲ့တကယ်ဆိုလို့ရှိရင်နောက်ကဒီလိုယုံအုံလိုက်နေတာဘလို့မှမသိတော့ဘူးအရန်တစ်ပါးနေနေဒါဖះလောင်းကိုအထောက်အကူပြုဖို့အတွက်လာပြောတာအဲ့လိုနဲ့ရှေ့ဆက်သွားတဲ့အခါကျတော့ဦးဇင်းတို့နာရာမိဂဇင်ယတိပြီးတော့နာရာယတိနဲ့တွေ့အဲ့ဒီယတိကလည်းဒီလိုပဲလာပြီးတော့အကူညီပေးတယ်အဲ့လိုနဲ့တရားပင်တရားထွက်တခါတည်းသွားလိုက်တာဘယ်ကိုဥတည်တာဆိုတော့ဟိမွန်တာကြီးကိုဥတည်တာအဲ့ဒါဖះလောင်းကတစ်ပင်ရင်မှာပဲအိတ်တယ်နောက်မိဖုရားကြီးကတော့ရောက်ရရမှာနော်တစ်တက်ယာယီတင်းတန်းထိုးပြီးတော့အဲ့ဒီမှာအိတ်တယ်သွားတဲ့နောက်ကိုအကုန်လုံးတစ်ခေါက်ကုန်လိုက်ကြတာအကုန်လုံးလိုက်နေတာနော်အဲ့လိုနဲ့ဦးဇင်းတို့ဒီနေရာရောက်တဲ့အခါကျတော့နော်ခွေးတကောင်ကအမဲခင်နော်အမဲခင်တစ်ခုကိုချီလာတာချီလာပြီးဒီလူတွေမြင်တဲ့အခါကျတော့ကြောက်လန့်ပြီးတော့အဲ့ဒါကြီးကိုချထားခဲ့ပြီးတော့ထွက်ပြေးရော
အဲ့ဒီအမဲခင်ကိုဘုရားလောင်းကသွားပြီးတော့ပန်းတကူကောက်ပြီးတော့အဲ့ဒီချောင်းသားမှာရှိတဲ့ရေနဲ့ဆေးပြီးတော့သပိတ်ထဲထည့်ပြီးတော့ဖုံးပေးတယ်အဲ့ဒါကိုမြင်တဲ့အခါကျတော့တိဝလိတိဝီကဘလို့မှသီးမခံနိုင်မင်းကြီးအလွန်မြင့်မြတ်တဲ့မင်းမျိုးဖြစ်ပြီးတော့ဒီခွေးပါဇက်ကထွက်လာတဲ့အစာကိုများစားမစားပါလေအဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကမိဖုရားကြီးကိုဗာပြောလို့ဆိုတော့ဒါကခွေးကစွန့်သွားပြီတဲ့ခွေးစွန့်သွားတဲ့အတွက်ကြောင့်ဒီပစ္စည်းဟာငါအတွက်တရားသဖြင့်ရတဲ့ပစ္စည်းတရားသဖြင့်ရတဲ့ပစ္စည်းသည်အလွန်မမြတ်တယ်လို့ဆိုရတယ်မတရားသဖြင့်ရတဲ့ပစ္စည်းသည်သာလျှင်ဘလောက်ပဲတန်ဖိုးရှိအဲ့ဒါအဖို့မတန်ဘူးတဲ့ဒါလေးကိုလည်းသူခွဲခြားပြီးတော့ပြောတာနော်မတရားသဖြင့်ရတဲ့ပစ္စည်းကတော့ဘလောက်ပဲအဖို့တန်တဲ့ပစ္စည်းပဲဖြစ်ဒါတန်ဖိုးမရှိဘူးအဲ့လိုနဲ့ဦးဇင်းတို့ရှေ့ဆက်ပြီးတော့သွားကြရောရှေ့ဆွဲသွားတဲ့အခါကျတော့ဦးဇင်းတို့ဘာတွေ့တုံးဆိုတော့နော်ဆံပြရန်ကစားနေတဲ့ကလေးမလေးတယောက်ကိုတွေ့ဒါကြွားတွေကနေဖြတ်သွားတာနဲ့တူပါတယ်အဲ့ဒီကလေးမလေးကိုမြင်တဲ့အခါကျတော့ဘုရားလောင်းကပါစင်းသားမိတုံးဆိုတော့အော်ဒီကလေးလေးကမြန်တကယ်လို့ညံကောင်းလို့ရှိရင်ငါ့ကိုဒီတီဝလိတီဝရဲ့နော်အနှောက်အယှက်ကနေပြီးတော့လွတ်အောင်လုံနိုင်တန်ကောင်းရဲ့ဆိုတော့စကားပြောတာအဲ့ဒီကလေးကိုဘာလို့စကားပြောတာလဲဆိုတော့စကားပြောစရာအကြောင်းကရှိတယ်အဲ့ဒီကလေးမလေးကနော်လက်တစ်ဖက်မှာလက်ကောက်တစ်ကွင်းဝတ်ထားတယ်လက်တစ်ဖက်မှာလက်ကောက်နှစ်ကွင်းဝတ်ထားတယ်အဲ့တော့ဆံပြတဲ့ကစားတာဆိုတော့လက်ကောက်နှစ်ဖက်ရှိတဲ့အဖက်ကအတန်ကတချွင်ထွက်နေတယ်အဲ့ဒါနဲ့ဘုရားလောင်းကမေးတာအဲ့ဒီကလေးမလေးကိုအဲ့ဒီဟိုဘက်ကလက်ကဘာလို့အတန်ထွက်နေတာတော့အဲ့လိုမေးတဲ့ခါကျတော့အဲ့ဒီကလေးမလေးကဥပလဝံထီထီမရဲ့အလောင်းဆိုတော့ဉာဏ်ရှိတယ်အရှင်ဘုရားတဲ့ဝိဝါဒောပတောဒုတိယောနော်နှစ်ခုဆိုတာဖြစ်လာရင်အတန်ဆိုတာထွက်တော့တာပဲတဲ့ဟုတ်လားဒါနှစ်ခုဆိုတာရှိနေလို့အတန်ထွက်တာတစ်ခုဆိုရင်အတန်မထွက်ဘူးအဲ့လိုပဲလောကမှာနှစ်ယောက်ဆိုတာဖြစ်လာရင်ညင်းရတော့တာခုံရတော့တာပြိုးရတော့တာဆိုးရတော့တာခုအရှင်ယတိရဲ့နောက်ကပါလာတာတွေကအဲ့ဒါအရှင်ယတိရဲ့မိန်းမတွေလားဓမ္မမဟုတ်နော်ညီမတွေလားနှမတွေလားအမတွေလားဘာတွေတော့မေးတဲ့ခါကျတော့ဘုရားလောင်းကလည်းရှင်းလင်းပြောပြတဲ့ခါကျတော့ဒါဟာယတိတစ်ပါးအနေနဲ့မသိတော်ဘူးတဲ့အဲ့ဒီကလေးမလေးကဘယ်လိုလုပ်ပြောတယ်မသိဘူးအဲ့ဒီအပြောနော်အဲ့ဒီတော့ဘုရားလောင်းကနောက်လှည့်ပြီးတော့တိဝလိကိုပြောတာတိဝလိကြည်စမ်းမင်းလုပ်တဲ့အတွက်ကြောင့်မို့လို့ဟောဒီမှာငါရဲ့အခိုင်အရှိလောက်ပဲရှိသေးတယ်ဒီကလေးမလေးကငါ့ကိုဆုံးမနေတယ်သူပြောတာဆိုတော့ငါခန့်နေရတယ်အဲ့တော့မင်းပြန်ပါအဲ့လိုပြောတော့လည်းမပြန်အောင်မပြန်မနဲ့ရှေ့ဆက်လိုက်ဘုရားလောင်းကလည်းရှေ့ဆက်ကြွသွားတာပဲရှေ့ဆက်ကြွသွားတဲ့အခါကျတော့ဘာတွေ့တုံးဆိုတော့နော်လေသမားတယောက်မြားတံကိုအပူပေးပြီးတော့မျက်စိတစ်ဖက်မှိတ်ကြည့်ပြီးတော့ဖြောင်းနေတာကိုတွေ့တယ်တွေ့တဲ့ခါကျတော့ဘုရားလောင်းကအော်ဒီလေးသမားလည်းပဲဉာဏ်ရှိမဲ့ဆိုရင်ငါ့ကိုကူညီနိုင်တန်ကောင်းရဲ့အဲ့ဒါနဲ့သွားပြီးတော့စကားပြောတယ်အသင်လေးသမားဘယ်နဲ့ကြောင့်မြားတံကိုကြည့်ပြီးတော့ဖြောင်းတဲ့နေရာမှာမျက်လုံးတစ်ဖက်တည်းကြည့်ပြီးတော့ဖြောင်းတာတော့ဘာလို့နှစ်ဖက်မကြည့်တာတော့မျက်လုံးတစ်ဖက်ကိုဘာဖြစ်လို့မှိတ်တာတော့မင်းကြီးတဲ့နှစ်ဖက်ကြည့်ရင်နှမျိုးမြင်နေရတယ်တဲ့နော်တစ်ဖက်တည်းကြည့်တော့မှမှန်ကန်ကန်မြင်ရတာတဲ့နှစ်ဖက်ကြည့်ရင်ဘာလဲတော့နှမျိုးမြင်ရတယ်တဲ့အဲ့တော့မင်းကြီးမှလည်းပဲကြည့်ပါဦးနောက်ကလူတွေကလည်းများလိုက်တာဒါတွေကဘာတွေတော့ပေါ့ယတိယဟန်တစ်ပါးအနေနဲ့အဲ့ဒါတွေအဲ့လိုကြီးပါနေတာဘယ်လိုမှမသိတော့ဘူးဟောပြောပြန်ရောပြောတဲ့အခါကျတော့ဘုရားလောင်းကဝမ်းသာတာသူမျောလင်းတဲ့အတိုင်းရတယ်လေအဲ့ဒီစကားရတယ်လေနော်ဒီစကားရခြင်းလို့စောစောကကလေးကိုလည်းမေးတာဒီလေးသမားကိုလည်းဒီစကားထွက်စေခြင်းလို့မေးတာဒါမှတိဝလိကိုပြန်ခိုင်းလို့ရပါတိဝလိတဲ့ကြည်စမ်းမင်းကြောင့်မို့လို့နော်အလွန်ယုံညံ့တဲ့မုတ်ဆိုးတော့ငါ့ကိုဆုံးမနေတယ်ဟောအဲ့တော့မင်းပြန်ပါဘယ်လောက်ရှက်စရာကောင်းတော့ဘယ်လိုပြောလို့မှမရအောင်အကုန်လုံးလိုက်တာအဲ့ဒါနဲ့ဦးဇင်းတို့ရှေ့ဆက်သွားတဲ့အခါကျတော့နော်လမ်းကလေးတစ်ခုဟာနော်လက်ဝဲတလန်းလက်ရတလန်းရှိတယ်ရှိတဲ့ခါကျတော့ဘုရားလောင်းကရပ်ပြီးတော့ကိုင်းတိဝလိမင်းကိုတော့အပြတ်ပြောမှဖြစ်မယ်ဟောဒီမှာလက်ဝဲလန်းလက်ရလန်းလန်းလန်းရှိတယ်မင်းလက်ဝဲလန်းကိုလိုက်မလားမင်းလက်ဝဲလန်းလိုက်မယ်ဆိုရင်ငါလက်ရလန်းသွားမယ်မင်းလက်ရလန်းကိုသွားမယ်ဆိုရင်ငါလက်ဝဲလန်းကိုသွားမယ်မင်းကြိုက်တဲ့လန်းကိုရွေးပါအဲ့တော့တိဝလိကငိုရင်းတန်းလန်းနဲ့သူ့စိတ်ထဲမှာအလွန်မှနော်အခမ်းရခက်တယ်ပေါ့မင်းကြီးကအဲ့လိုပြောနေတာဆိုတော့မင်းကြီးတဲ့အဲ့လိုဆိုရင်မင်းကြီးကမြင့်မြတ်တဲ့ယောက်ျားသားဖြစ်တဲ့အတွက်ကြောင့်လက်ရလန်းကိုကြွပါကျွန်တော်မျိုးမကြီးလက်ဝဲလန်းကိုသွားပါမယ်အဲ့ဒါနဲ့ဘုရားလောင်းကလက်ရလန်းလိုက်ပြီးတော့သွားခလာလောက်နေတော့မရဘူးပြန်ပါလာငါမင်းကြီးနဲ့ကင်းပြီးတော့ဘလို့မှမနေနိုင်ဘူးဒီလိုအရှင်သခင်နဲ့ကင်းပြီးတော့ငါမနေနိုင်ဘူးဆိုပြန်ပါလာရောသူပါလာပြီဆိုတော့နောက်ကဘယ်သူမှလည်းမကြောက်ဘူးအကုန်လုံးလိုက်လာကြတာပဲအဲ့ဒါနဲ့ဦးဇင်းတို့မိထီလာပြည်နဲ့ဟိမွန်တာယူဇနာ60ဝေးတယ်လို့ဆိုတယ်
ဒါဟိမန်တော်ဘဝရောက်နေပြီဒါဦးဇင်းကအလွန်အတူချုပ်ပြီးတော့ပြောတာလာနဲ့ချီပြီးတော့ကြားခဲ့ပြီးလိုက်နေတာမလျှော်ဘူးနော်အဲ့ဒါဘုရားလုံးကလည်းစိတ်ပြက်တယ်ပေါ့ဘလို့မှသူကလည်းပဲတာရောစင်မရှိဘူးပေါ့မှာပဲသူကလည်းဟိမန္တာကိုအရောက်ဆုံးဖြတ်ချက်လုံးဝချထားပြီးသားအဲ့ဒါဘလို့လုံးဝမယ်မသိတော့စိတ်ပြက်ပြီးတော့နောက်တော့အကြံတစ်ခုရတယ်ဘုရားလုံးကဟိမန္တာတော့ဝါကိုဝင်တော့မယ်နော်ဟိမန္တာတော်တဲ့ကိုဝင်တော့မယ်အဲ့ဒီနာမှာဟိုကတော်တဲ့ဒီလိုက်မယ်အဲ့ဒီအခြေအနေမျိုးမှာဘာလုပ်တုံးဆိုတော့ဘုရားလုံးကနော်ဖြူဆံမြက်လို့ဆိုတယ်နော်မြက်အရှည်လေးတစ်မျိုးပေါ့နော်ဦးဇင်းတို့စီတော့နော်ဘယ်လိုခေါ်လဲတော့မသိဘူးနော်အဲ့ဒီမြက်ပင်ကိုဆွတ်နှုတ်လိုက်တယ်ပါလာတယ်ပြက်ပြီးတော့ပါလာတယ်မြက်ကလေးကအဲ့ဒီမြက်ကလေးကိုပြတယ်တေဝလိမင်းဒီမှာတေချာကြည့်ပါဒီမြက်ကလေးဟာစောစောကသူပေါက်ခဲ့တဲ့သူနဲ့ဆက်ဆက်နေတဲ့အရင်နဲ့ပြန်ပြီးတော့ဘယ်လိုမှဆက်လို့မရတော့ဘူးတဲ့ကြံရစ်တာကကြံရစ်ပြီးပါလာတာကပါလာပြီးဘယ်လိုမှပြန်ပြီးတော့ဆက်လို့မရတော့ဒါမင်းနဲ့ငါလည်းပဲဘလို့မှဆက်လို့မရတော့လုံးဝပြတ်သွားပြီအဲ့ဒါလိုလဲပြောလိုက်ရောတီဝီလေးကဘလို့မှမခံစားနိုင်ဘူးအဲ့ဒါမင်းမိုးဆရာတော်ဥပဘာသာကအရေးရလဲကောင်းတယ်ဖတ်ကြည့်ရင်တောင်တော်တော်ဆို့တယ်ဟုတ်လားနော်တကယ်ထွက်သွားတဲ့လူကမပြောနဲ့ဖတ်ကြည့်ရတဲ့လူတောင်ရင်ဆို့တယ်ဟုတ်လားလို့ရေးထားတော့ဆိုတော့မတိမသာရှင်ပါစီတော့ဆိုပြီးတော့တီဝီလေးကသူ့ရဲ့ရင်ဘတ်ကိုသူ့လက်နဲ့ထုတယ်တဲ့ထုတာအဲ့နာတွေမေ့ပြီးတော့တခါတည်းလဲသွားရောသတိမေ့သွားဘလို့မှသူမခံစားနိုင်ဘူးအဲ့ဒီသတိမေ့နေတဲ့အချိန်မှာမူရိမတေတေနာပတိတွေအကုန်လုံးကမိဖုရားကြီးကိုဝိုင်းပြီးတော့အုံကြွကြွပြုစုနေတဲ့အချိန်မှာဘုရားလုံးကတခါတည်းတော်တဲ့ကိုအတင်းပြေးရဖြည်းဖြည်းသွားလို့ကိုမရဘူးပြေးတာကိုတော့အဖြောင်ပြေးလို့မရဘူးကိုယ်ကောက်ပြီးတော့ပြေးတယ်လို့ဆိုတယ်ခြေရတခါတည်းဖြောက်တယ်အဲ့ဒါမိဖုရားကြီးကခဏနေတော့သတိရတဲ့အခါကျတော့မောင်တော်ဘုရားကိုဘယ်မှာလဲဆိုတော့မေးတဲ့အခါဘယ်သူမှမပြောနိုင်တော့တော်တဲ့လှမ်းကြည့်တယ်ဘယ်နာမှအရေးအယောင်မတွေ့ရတော့အဲ့ဒီတော့မှတိဝလိတွေကငိုးရုပ်ပြီးတော့ကိုင်ဘလို့မှမတတ်နိုင်တော့ဘူးသူရှုံးသွားတာပေါ့အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့နော်လေသမားနဲ့တွေ့တဲ့နေရာဆံပြတဲ့ကလေးမလေးနဲ့တွေ့တဲ့နေရာဇီဒီလေးတွေတည်တာနော်မိဂါစင်ယသိနဲ့တွေ့တဲ့နေရာနာရယသိနဲ့တွေ့တဲ့နေရာဟုတ်လားအဲ့လိုနေရာလေးတွေသူ့ကိုမျက်နှုတ်ပြီးတော့နော်မင်းနဲ့ငါနဲ့ဘလို့မှဆက်လို့မရတော့ဘူးလို့ပြောတဲ့နေရာလေးလေဇီဒီလေးတည်တာအဲ့ဒါနဲ့နန်းတော်ပြန်ပြီးတော့သူ့ရဲ့သားကိုနော်ဒီနန်းစည်းစိမ်အပ်ပြီးတော့အဲ့ဒီတိဝလိတွေကလည်းပဲနော်ဥယျာဉ်ထဲမှာပဲနေပြီးတော့တရားကျင့်တယ်လို့ဆိုပါတယ်တော့ဘုရားလုံးသူတော်ကောင်းကြီးရဲ့ဒီစွန့်လို့ရလုပ်ငန်းစဉ်ဆိုတာတကယ်တမ်းကတော်တော်အခက်ခဲရှိတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါဘာလို့သူတို့စွန့်ဖို့ကြိုးစားကြတာတုံးလို့မေးရင်တော့ရိုးရိုးလေးဥကျင်သားတယ်လို့ပြောရရင်တတ်ထက်ကောင်းတာကိုရဖို့အတွက်စွန့်ညာရတာပေါ့သဘောပေါက်ရဲ့လားဗျအေးဒါကြောင့်နိက္ခမပါရမီဆိုတာတော့ထွတ်မြောက်နိုင်အောင်ကြိုးစားတာစွန့်လွတ်နိုင်အောင်ကြိုးစားတာအဲ့တော့ဦးဇင်းတို့ဒီနေရာမှာတော့ပြောချင်တာလေးတွေအများကြီးနောက်ထပ်ရှိနေသေးတယ်ပေါ့အဲ့ဒါကဘာလဲဆိုတော့အခုမဟာစနကမင်းကြီးကတော့တော့တားတဲ့လူတွေရှိလို့အရန်ခက်ရခက်စစ်ကြိုးစားပြီးတော့ထွက်ရတာပေါ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တာမန်လူတွေကြတော့တားမဲ့လူတွေရှိလို့နော်မထွက်ကြတာလားဆိုတော့မဟုတ်ပါဘူးနော်ထွက်စေချင်တာကိုမထွက်တာခက်ဟုတ်လားတားမဲ့လူမရှိပါဘူးဟုတ်လားနော်တားမဲ့လူတကယ်လို့ရှိတယ်ဆိုလို့ရှိရင်လည်းပဲအပြင်မှာမရှိဘူးတားမဲ့လူကရှိတော့ရှိတယ်ဒါပေမဲ့လူတော့မဟုတ်ဘူးအတွင်းကနေတားနေတာနော်တားတယ်ဆိုတာအပြင်ကတားတာရှိတယ်အတွင်းကတားတာရှိတယ်ခုပြောနေတာကအပြင်ကတားတဲ့အတားတွေကိုပြောနေတာတကယ်ဒကာဓမ္မတို့ဦးဇင်းတို့မထွက်နိုင်အောင်တားနေတာကဘယ်သူကတားနေအောင်ဆိုတော့လောဘကတားနေတာဒီညီကတွေ့တာမှုကတားနေတာသူတားလို့ရှိရင်ဘာမှလုပ်လို့မရအောင်ဒါကြောင့်ဒီလောဘကိုဦးဇင်းတို့သစ္စာနဲ့16ချက်ထဲမှာပလီဘောဓထောဆိုတော့သမုဒယသစ္စာအနဲ့၄ပါးထဲမှာဒါတစ်ခုမပါဘူးလားအဲ့ဒါကိုမဟုတ်ဆိုတော့ကြီးကဘလို့အနဲ့မြန်မာပြန်နေထင်လဲပလီဘောဓထောထွက်ရလန်းကြီးမခရီးကိုတားဆီးနှောင့်ယှက်ကန့်ကွက်တတ်သောအနဲ့သဘော၎င်းနဲ့နော်ချမ်းသာတဲ့ချမ်းသာမှန်ကိုရဖို့အတွက်ရှောက်လန်းတဲ့ကိုယ့်ရဲ့လမ်းကိုအတားအဆီးအကန့်အကွက်တစ်ခုအနေနဲ့အနှောင့်ယှက်ပေးတာဒါကြောင့်လောဘကိုပလီဘောဓလို့ဒီလိုပြောတာဟုတ်လားဒါကြောင့်ဒကာဓမ္မတို့ဦးညွတ်တွေကတော့တားမဲ့လူရှိလို့မထွက်ကြတာမဟုတ်တားမဲ့လူရှိခဲ့တယ်ဆိုရင်လည်းပဲကိုယ့်အတွင်းထဲကကိုယ့်ကိုပြန်တားနေတဲ့အတားပဲရှိနေတာဟုတ်တယ်မဟုတ်လားဒါကလည်းပဲလူသားမန်တွေကိုမပြောနဲ့နော်ဒီဘဝယဟန္တာဖြစ်နိုင်လောက်အောင်ဘုံကံပါရမီပါလာတဲ့ပစ္စည်းမဘဝိကသားတွေကိုတောင်ဒီလောဘကတားနိုင်နေတာပဲဒီချက်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဓမ္မပဒပါဠိတော်ထဲမှာနောက်ဓမ္မပဒအထက်ကရာထဲမှာနောက်ဖွင့်ပြထားတဲ့ဝတ္ထုလေးတစ်ခုရှိတယ်
ဒါလေးကိုတူတူလေးပြောခြင်းတယ်နော်ထွတ်မြောက်ဖို့ဆိုတာအလွန်ခက်ခဲတယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့စဉ်းစားစရာလေးပေါ့မြတ်စွာဘုရားလက်ထက်ကတခါတယောက်နွားပြောက်ရှာရင်းနဲ့ပင်ပင်ပန်းပန်းကြောင်းရောက်လာတဲ့ခါကျတော့ယဟန်နေဆွန်ဖုံးပေးပြီးတဲ့ချိန်သူရောက်လာသူလည်းစားလောင်နေတော့ယဟန်တွေကလည်းပဲစွန့်ညံကိုညံနေကျွေးတာပေါ့ကျွေးတဲ့ခါကျတော့သူစားမိန်လိုက်တာကောင်းလိုက်တာအရှင်ဘုရားတို့အเจ้าမှာဆွန့်ကတ်တွေပါတယ်များရှိသလားမရှိပါဘူးတခါကြီးဒါတို့နေတိုင်းပုံမှန်ဒီတိုင်းပဲလို့ပြောနေတိုင်းပုံမှန်ဒီတိုင်းပဲလို့လည်းပြောလိုက်ရောသူစဉ်းစားတယ်အများကြီးရသွားအော်ကြည်စမ်းစားတော့တရားလည်းကောင်းလိုက်တာငါမှနေတိုင်းပင်ပင်ပန်းပန်းကြကုတ်ကြခဲအလုတ်လောက်ရတော့ဒီလိုတည်းရဲ့မှမစားရဘူးအဲ့တော့အလွန်ဆင်းရဲတဲ့ငါဘဝမှာနေနေလို့ဘာအကျိုးရှိမလို့အဲ့တော့အလွန်ချမ်းသာတဲ့ယဟန်ဘဝကိုငါလာတော့မယ်ဆိုပြီးတော့နောက်ရက်ကျတော့သူအကြောင်းရောက်လာတယ်သူကိုယဟန်ပြုတ်ပေးပါယဟန်ပြုတ်ပေးလိုက်ရောယဟန်ပြုတ်ပေးတော့၄ရက်လောက်တော့သူအစားအသောက်ကောင်းနဲ့ပျော်ပျော်မွေ့မွေ့နေတယ်နော်၄ရက်လောက်လဲနေပြီဆိုတော့သူပြင်းတယ်ဗျပြင်းတော့ဘာလုပ်တုံးဆိုတော့အိမ်ကပဲမျက်စိတွေတဝက်လဲလဲဖြစ်နေတယ်ဟုတ်လားအဲ့ဒါနဲ့လူထွက်သွားပြန်ရောလူထွက်သွားတယ်ထွက်သွားတဲ့ခါကျရဟန်းတွေကတော့ဘာမှမပြောပါဘူးဒါပေမဲ့အိမ်မှာအဲ့လိုမျိုး၄-၅-၆ရက်လောက်နေပြန်တော့ခဏနေတော့အိမ်လည်းသူမနေနိုင်အိမ်မနေနိုင်ဘူးဆိုတော့အเจ้าမှာကောင်းတာလေးတွေကလည်းသူတွေ့နေတယ်အဲ့ဒါနဲ့အเจ้าရောက်လာပြန်ရောအเจ้าရောက်လာတော့ဝတ်ပေးရတယ်သူအဲ့ဒါသူကဝတ်ကြီးဝတ်ငယ်အလွန်ပြည့်စုံတယ်လို့ပြောတယ်ရဟန်းတွေတဲ့အဲ့ဒါသူ့ကိုဝတ်ပေးတာပဲဝိပေပြီးတော့အဲ့လိုပဲနောက်တစ်ပတ်10ရက်လောက်နေတော့ညင်းငွေပြန်ပြီညင်းငွေတော့အခါအိမ်ပြန်သွားပြန်ရောအဲ့ဒါဘယ်နှကြိမ်ရောက်တော့ဆိုတော့6ကြိမ်ရှိတယ်တဲ့ဒါဒီဘဝယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်နော်အဲ့ဒါကြောင့်သူ့ကိုယဟန်တွေကဘယ်လိုနာမည်ပေးတော့ဆိုတော့စိတ်တဟထစိတ်အလိုလိုက်တဲ့သူလို့နာမည်ပေးတာဟုတ်လားဒီနာမည်ကတော့ဒကာမတို့ဦးဇင်းတို့လည်းအံခိုက်ကြမယ်ထင်တယ်ဟုတ်လားဘာတဲ့တော့စိတ်အလိုကိုလိုက်တဲ့လူတဲ့နော်စိတ်လိုလိုက်သူနော်အဲ့ဒါနဲ့အဲ့ဒီစိတ်တဟထမတည်တနေ့တော့လေတော့ကနေပြီးတော့သူလူထွက်ပြီးတော့နောက်ဆုံးချိန်ပြန်ဝဲမဲ့အနေအထားပေါ့နော်လေတော့ကနေသူမောပမနဲ့ပြန်လာအိမ်ရောက်တဲ့အခါကျတော့သူ့ရဲ့တက္ကမကအိမ်ကထဲမှာအိပ်ပျော်တယ်အဲ့ဒီအိပ်ပျော်နေတဲ့ပုံကတော်တော်ပိုးစိုးပဆက်နိုင်ပုံရတယ်နော်ပါဇက်ကဟာတော့အည်ရွယ်တွေကလည်းကြာနေတယ်လို့ဆိုဟုတ်လားအဲ့ဒါလိုနဲ့တော်တော်ကြီးကိုပဲသူ့ရဲ့စိတ်ထဲမှာအဲ့ဒါယူကြည့်ပြီးတော့သုတ်တန်ရောက်နေတယ်လို့မျိုးသူ့စိတ်ထဲမှာထင်ရတယ်တဲ့အဲ့ဒါနဲ့သူ့စိတ်ထဲမှာအဲ့ဒီအချိန်မှာဖြစ်တဲ့ထိတ်လန့်မှုကအကြီးအကျယ်ဖြစ်တယ်ဒါပေမဲ့ဘေးကကြည့်ရတော့သူ့ကိုဘယ်သူမှအထင်မကြီးဘူးဟုတ်လားသူကခဏခဏဝေးလိုက်ခဏခဏထွက်လိုက်လုံနေတာဟုတ်လားအဲ့ဒါနဲ့အဲ့ဒီမိမမသိအောင်ကောင်းရင်ကနေတတလေးသွားတော့အဲ့ဒါသူကသင်္ကန်းလေးခောက်ထားတာလည်းရှိတယ်နောက်တစ်ခါဝေးချင်ဝေးရအောင်ဆိုအရင်သိပြင်ထားတာဟုတ်လားအဲ့ဒီသင်္ကန်းခောက်ကလေးတတလေးယူပြီးတော့အဲ့ဒါခေါင်းငိုက်ဆိုင်ချပြီးတော့သွားအဲ့ဒါကိုရောက်ခမကြီးရမြင်တယ်ဒါသူလည်းထွက်သွားပြီလဲဆိုတော့သမီးကိုလာလို့ဟဲ့အယုတ်မှထားစမ်းနင်းအိတ်နေပုံနဲ့နင်းယောက်ျားနောက်ထပ်ပြန်လာဖို့မလွယ်ဘူးအဲ့တော့သမီးကလည်းအိတ်ချင်မောနဲ့အသာနေစမ်းမှမေးရဲ့အသုံးလေးကနေပြန်လာမှဘာမှဒါအရင်ပါဘူးတပဲပြန်အိတ်နေဒါသူ့မိပြောတာမှန်တယ်အဲ့တော့လမ်းလျှောက်ရင်အဲ့ဒီတကားကပါဇက်ကအနိစ္စဒုက္ခအနတ္တအဲ့ဒါရွတ်သွားတာသူ့စိတ်ထဲမှာဒီပုံကပေါ်နေတာသိလားအဲ့ဒါလမ်းလျှောက်သွားရင်တော့သောတာပန်ဖြစ်တယ်သောတာပန်ဖြစ်ပြီဆိုအရန်တည်ငြိမ်သွားပြီအဲ့ဒါနဲ့ကြောင်းရောက်ပြီဆိုရဟန်းနေစီကိုအရှင်ဘုရားတို့တပည့်တော်ရဟန်းပြုတ်ပေးပါပြုတ်မပေးနိုင်ဘူးတဲ့ရဟန်းတွေကမင်းဟာဓာသွေးကြောက်လို့ပဲမျက်နှာအလွန်ပြောင်းတယ်တဲ့မင်းအဆက်ကိုမရှိဘူးတဲ့အဲ့တိုင်းပြောတာစားထဲမှာဟုတ်လားတော့ဓာသွေးကြောက်ကဘာလဲတော့ပြောင်းဝင်းနေတာဆိုတော့နော်မင်းအဆက်မရှိဘူးလို့ပြောတော့အရှင်ဘုရားတို့ဒီတခါပဲဝတ်ပေးလိုက်ပါအဲ့လိုပြောတော့ရဟန်းတွေကသူ့ပုံမှာမေတ္တာကလည်းရှိရင်ဆဲရှိနေတာဆိုတော့သူ့ကိုရဟန်းဝတ်ပေးတာအဲ့တော့3-4ရက်လောက်နေတော့ရဟန္တာဖြစ်တယ်ရဟန္တာဖြစ်ပြီဆိုတော့ရဟန်းတွေကဟာဒီတခါကိုလူကြားလာရေးလားဟုတ်လားအဲ့ဒါနဲ့ဘာပြောတော့ဆိုတော့အရှင်တဲ့ခါတိုင်းဆိုရင်သင်ဒီချိန်ဆိုသွားပြီဒါသင်သွားဖို့အတွက်အချိန်ကိုသင်မသိဘူးလားသင်မပြန်ဘူးလားပေါ့အိမ်တော့ရှင်ဘုရားတို့တဲ့တပည့်တော်ဟာယဉ်နှီးမှုဆက်ဆံမှုရှိတုန်းကသာလဲအိမ်ကိုသွားနေတာခုယဉ်နှီးမှုဆက်ဆံမှုတပည့်တော်မှာမရှိတော့ဘူးလို့အတိုင်းပြောတဲ့အခါကျတော့ရဟန်းတော်တွေကဟာဒီစကားကအလွန်မြင့်နေပေါ့ဒါသူ့ကိုသူကိလေသာကုန်တယ်လို့ပြောနေတာနဲ့အတူတူပဲဆိုတော့မြတ်စွာဘုရားကြီးကိုခေါ်သွားပြီးတော့ရှောက်တာမြတ်စွာဘုရားကဟုတ်တယ်တဲ့သူကကိလေသာကုန်ခံအာသောကုန်ခံတဲ့ယဟန္တာဖြစ်သွားပြီအဲ့ဒီတော့မှယဟန်တော်တွေကမြတ်စွာဘုရားတဲ့ဒီလိုယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ဟာဘယ်နဲ့ကြောင့်မြန်ဒီလိုကြီးဖြစ်ရတယ်လေ
လောဘတရားရဲ့ဆွဲဆောင်မှုယုံရကံရခါရတွေ့ရတာရဲ့ခက်ခဲမှုကိုဒါအများကြီးပုံပေါ်စီမယ်လို့ထင်ပါတယ်နော်အဲ့ဒီတော့မြတ်စွာဘုရားကယဟန်တို့တဲ့ကိလေသာဆိုတာအလွန်ဝင်လေးတဲ့သဘောရှိတယ်တဲ့ကိလေသာတရားဟာအဆိုင်ခဲဖြစ်လို့များတကယ်လို့သူ့ကိုပုံထားလို့ရမယ်ဆိုလို့ရှိရင်စัจ java လာကြီးဟာကျဉ်လွန်းနေတဲ့ဟောမြတ်စွာဘုရားအဲ့တိုင်းပြောတာနော်အဲ့ဒါတော့ဒီစကားလေးတွေကိုမှတ်စေခြင်းနဲ့ဦးဇင်းဟုတ်လားကိလေသာဟာအဆိုင်ခဲမြန်းဖြစ်လို့တကယ်လို့မြန်စုပုံထားလို့ရမယ်ဆိုရင်စัจ java လာဟာကျဉ်လွန်းနေတဲ့မိုးကောင်းကင်ကြီးဟာနှိမ်လွန်းနေတဲ့အဲ့ဒီမြတ်စွာဘုရားဟောတာဟုတ်လားအဲ့ဒါလို့ဟောပြီးတော့ဒီလိုမျိုးပုဂ္ဂိုလ်ကိုမဆိုတန်းနဲ့တော့ငါဘုရားလိုပုဂ္ဂိုလ်မျိုးကိုတောင်းဘုရားအလောင်းလိုပုဂ္ဂိုလ်မျိုးကိုတောင်းမှတော့အကျဉ်းချင်းယုံရကံရတဲ့အနေအထားတွေရှိခဲ့ဘူးတယ်ဆိုတော့မြတ်စွာဘုရားကကုဒလပန္တိတဇတ်ဆိုတာဟောတာဒီဇတ်ကိုလည်းပိဋကပေါင်းတော်တော်အလုံးကြားဖို့ပြီးသားဖြစ်မလို့ထင်ပါတယ်နော်ဒီဇတ်တော်ကဘုရားလောင်းရသေးဝတ်တာနော်သူ့မှာဘာမှတန်ရောစင်တည်စရာအများကြီးမရှိဘူးဒါပေမဲ့သူရသေးဝတ်ခါနေမှာသူကဘာရှိလဲဆိုတော့နော်ပေါက်ပြားအတူလေးတစ်ချောင်းရှိတယ်တဲ့သူ့မှာပြီးတော့ပြောင်းတုတ်ကလေးမိုးရွာရင်ကျဲဖို့အတွက်နော်တပြေလောက်ရှိတဲ့ပြောင်းလေးကိုပစိုးလေးနဲ့ထုတ်ထားတဲ့အထုပ်ကလေးတစ်ခုရှိတယ်ဒါပဲသူချမ်းသာတာဒါပဲဟုတ်လားအဲ့ဒါသူကရတိဝတ်ပြီးတော့ဦးဇင်းတို့မိုးကြလာပြီဆိုတဲ့အခါကျတော့ဘာအမှတ်ရတော့ဆိုတော့အဲ့ဒီပေါက်ပြားတို့နဲ့ပြောင်းမှုဇံလေးကိုသူအမှတ်ရတယ်ဒါလေးကိုငါမြေကြီးကိုတူဆွာပြီးတော့ဒါလေးကိုကျဲရဲအပင်ပေါက်လာပြီးတော့ဒါလေးကိုချက်ပြုတ်စားပြီးတော့ဒီလိုနေရတာကိုသူ့စိတ်ထဲမှာသဘောကျတယ်အဲ့ဒါနဲ့မိုးကြလာပြီဆိုတာနဲ့အိမ်ပြန်ရောက်လာတယ်ရောက်လာပြီးတော့အဲ့ဒီပေါက်ပြားတော်လေးနဲ့အဲ့ဒီပြောင်းဆိုင်ပြီးတော့စားအဲ့ဒါ၄လလောက်လဲနေပြီလဲဆိုတော့ဝှစ်ချင်ပြန်တယ်ပြန်ပြီးတော့အဲ့ဒါရသေးဝှစ်ပြန်တယ်ဘလောက်ဖြစ်နေတုံးဆိုတော့သူကလည်းပဲ6ကြိမ်ဖြစ်တယ်ဟုတ်လားအဲ့ဒါ6ကြိမ်ဖြစ်ပြီးတော့9ကြိမ်မြောက်ရောက်တဲ့အခါကျတော့ဘုရားလောင်းကအများကြီးစဉ်းစားမိတာပေါ့နော်တစ်ချိန်နဲ့တစ်ချိန်တစ်ဖြည်းဖြည်းတော့ပိုးတော့ရင့်သွားတာငါဟောဒီပေါက်ပြားတို့နဲ့ဟောဒီပြောင်းမှုကြောင့်ပြောင်းမှုဇံကြောင့်ဒုက္ခရောက်နေတာအဲ့တော့ဒီတစ်ခါတော့မဖြစ်ဘူးဒင်းတို့ကငါလက်ဆက်ဖြတ်မှဖြစ်မယ်ဆိုပြီးတော့ကင်္ဂမြက်ကမ်းပါမှရက်ပြီးတော့အဲ့ဒီပေါက်ပြားတို့မှာအဲ့ဒီပြောင်းမှုဇံအထုပ်ကလေးချီပြီးတော့မျက်စိကိုစုံမိတ်ဟုတ်လားပေါက်ပြားကိုခေါင်းမော်ကို3ဘက်လောက်ရမ်းလိုက်သေးတယ်ရောင်းပြီးတော့ကင်္ဂမြက်ထဲပြစ်လိုက်တယ်ဘယ်နာကျသွားတယ်လို့သိရင်ဆင့်ငုတ်နေဦးမှာမို့လို့လေဟုတ်လားဘယ်နာကျမှမသိအောင်ကိုလက်စားဖြတ်လှုပ်လိုက်တာပြီးရင်တောက်လျှောက်ပြန်မကြည့်ဘူးရေတွေဘာတွေပွက်နေတာလေးဘာတွေမြင်နေမှာဆိုတော့အကြာကြီးနေမှာကြည့်တယ်ဘယ်နာရောက်တော့မှမသိတော့ဇရာပြတ်သွားအဲ့ဒီကြတော့မှသူကဘာလုပ်တော့ဆိုတော့ဇိတံမေငါအောင်မီအဲ့ဒါလို့អော်တဲ့အချိန်မှာပဲတက်တိုက်ဆိုင်ဗာရတိဘုရင်ကနော်တပုံရံနှိမ်နှင်းပြီးတော့အောင်မြင်လို့ပြန်လာတာဟုတ်လားအဲ့ဒီဘုရင်ကလည်းပဲစာထဲမှာရေးပြထားတာကဒီဘုရင်ဆိုတဲ့ပုံကိုယ်တွေကလည်းသူများကအောင်မီလို့ပြောတဲ့အတန်ကိုသူတို့ကမကြားနိုင်မှုတဲ့ဟုတ်လားအောင်မီဆိုတော့သူတို့မကြားချင်ဘူးသူတို့တယောက်ပဲအောင်ချင်တာဟုတ်လားအဲ့ဒါနဲ့လာပြီးတော့မေးတာနေပါဦးငါကတော့နော်တပုံတကန်ရံကိုအောင်နိုင်လို့ပြန်လာတာမင်းကဘာကိုအောင်လို့အောင်တာတော့အဲ့တော့မှကုဒလပန္တိတာဘာပြောလဲဆိုမင်းကြီးတဲ့မင်းကြီးအောင်တယ်ဆိုတာအပြင်ဘက်ကရန်သူတွေကိုအောင်တာအဲ့ဒါတွေကဘယ်တော့မှအပြီးပိုင်အောင်တဲ့အောင်ခြင်းမျိုးမဟုတ်ဘူးတဲ့မြင့်မြတ်တဲ့အောင်ခြင်းလို့မဆိုနိုင်ဘူးနောက်တစ်ခါမင်းကြီးထပ်ပြီးတော့သွားတိုက်ရအောင်ပါပဲတဲ့အောင်လာတယ်နောက်တစ်ခါထပ်ပြီးတော့သွားတိုက်ရအောင်ပါပဲအပြီးပိုင်အောင်တယ်ဆိုတာဘယ်တော့မှမရှိဘူးကျွန်ုပ်ရဲ့အောင်ခြင်းကလောဘကိုအောင်နိုင်တာအတွင်းကအရာကိုအောင်တာအပြီးပိုင်အောင်တာဒါဒီဘဝအတွက်သူရည်ရွယ်ပြောတာနေမှာပေါ့နော်လောဘကိုအောင်တယ်ဆိုတာကတော့ယန္တာဖြစ်မှအပြီးပိုင်အောင်မှာပေါ့ဒါကြောင့်သူ့ရဲ့အောင်ခြင်းကအလွန်မြင့်မြတ်တဲ့ဆိုတော့ဘုရားလောင်းကဂါထာလေးတစ်ပုဒ်ရွတ်ပြတယ်နတ္တံဇိတံတာရုဇိတံယံဇိတံအဝဇိယတိတံခောဇိတံတာရုဇိတံယံဇိတံနာဝဇိယတိတဖန်ပြန်ပြီးတော့အောင်ဖို့လိုအပ်တဲ့အောင်ခြင်းဟာမြင့်မြတ်တဲ့အောင်ခြင်းလို့မဆိုနိုင်ဘူး။နောက်ကောင်းမွန်တဲ့အောင်ခြင်းလို့လည်းမဆိုနိုင်ဘူး။နောက်တစ်ခါထပ်ပြီးတော့အောင်ဖို့မလိုလောက်အောင်ကိုအောင်တဲ့အောင်မြင်ခြင်းကမှမြင့်မြတ်တဲ့အောင်မြင်ခြင်းလည်းဖြစ်တယ်။ကောင်းမွန်တဲ့အောင်မြင်ခြင်းလည်းဖြစ်တယ်။အဲ့ဒီလိုဟောပြတဲ့အခါကျတော့မင်းကြီးကအရန်သဘောကျတယ်။သဘောကျပြီးတော့ဒီယသိရဲ့ထံမှာနော်ယသိကိုသဘောကျခြင်းရဲ့အကြောင်းကလည်းပဲရှိတယ်ယသိကအဲ့လောက်လေးပြောလိုက်တာနဲ့သဘောကျတော့တာမဟုတ်အဲ့ဒီကင်္ဂါမြစ်ထဲမှာစီးနေတဲ့ရေကိုကြည့်ပြီးတော့ဘုရားလောင်းကအဘောကတိုင်းကိုတခါတည်းရှုပြီးတော့တခါတည်းဇံပင်ခြင်းရတယ်နောက်ဆုံးကသူလူမြန်မြန်ထွက်လို့သာထွက်လာတာနေတုန်းကသူအရင်ကောင်းကောင်းမွန်မွန်နေတယ်ဆိုတာကတော့မထင်ရှားဘူးလားထင်ရှားတယ်ဒါကြောင့်ယုတ်တိရဲ့သူတခါတည်းရတော့အဲ့ဒီကောင်းငယ်မှာသူထိုင်နိုင်တယ်အဲ့ဒီအနေအထားကိုမင်းကြီးကမြင်တဲ့အခါကျတော့သူစိတ်ထဲမှာအရင်အားကြတယ်ပေါ့
အဲ့ဒါနဲ့ငါလည်းပဲထိနှန်းစည်းစိမ်ကိုဆွန့်ပြီးတော့ရသေးဝတ်မယ်။အဲ့ဒါနောက်လိုက်ငယ်သားတွေအကုန်လုံးရသေးဝတ်တယ်အဲ့ဒါ9ပြည်တောင်လောက်တောင်ရသေးဝတ်ကြတယ်လို့ပြောတယ်။နော်ပိဋကဟာယူဇနာနဲ့ခြီးပြီးတော့ရှိတယ်လို့ပြောတယ်။ဘုရားလောင်းရသေးရဲ့နောက်ပါ။အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီဇတ်တော်လေးကိုဟောပြီးတော့ယဟန်တို့တဲ့ကိလေသာဆိုတာအလွန်ဝင်လေးတဲ့သဘောရှိတယ်။ဟုတ်လား။ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မလွတ်မြောက်အောင်မထွက်မြောက်နိုင်အောင်တားနေတာကပြင်ဘက်ကအရာကဗရဏမဟုတ်ကိုယ့်ရဲ့အတွင်းကအရာကသာလေဗရဏကြတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အတွင်းကအရာကိုသာလေဒကာဓမ္မတို့အညီတို့တွေကပိုင်အောင်နိုင်အောင်ကြိုးစားအထောက်နိုင်ကြမယ်ဆိုလို့ရှိရင်ဒီအနှောင်ဖွဲ့တွေကနေလွတ်မြောက်အောင်ကြိုးစားတဲ့နေရာမှာတော့ရှော့ရှူမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်အဲ့တော့ဒီနေရာမှာဦးဇင်းတို့တရားရဲ့ဏိဂုံးပိုင်းမှာနော်ဦးဇင်းတို့တစ်ချိန်လုံးကခဏခဏပြောမယ်လို့စိတ်ကူးထားတဲ့အလွန်သဘောကျတဲ့သုတ်တန်လေးတစ်ပုဒ်ပြောပြခြင်းနဲ့အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီသုတ်တန်ရဲ့အဓိကပြောကျင်ခြင်းရဲ့အဓိကရည်ရွယ်ချက်ကနော်အနှောင်အဖွဲ့အကြီးအသေးကဗရဏကြသလားကိုယ့်ရဲ့ရုန်းကန်နိုင်မှုအားရှိခြင်းမရှိခြင်းကဗရဏကြသလားဆိုတာလေးကိုစဉ်းစားသိခြင်းလို့နော်လူတွေမထွက်မြောက်နိုင်ဘူးမလွတ်မြောက်နိုင်ကြဘူးဆိုတာအနှောင်အဖွဲ့တွေကြီးနေလို့လားကိုဘေးမှာရှိတဲ့အနှောင်အဖွဲ့တွေအဲ့ဒီအနှောင်အဖွဲ့အကြီးအသေးကဗရဏလားဒါမှမဟုတ်ကိုယ့်ရဲ့ရုန်းကန်နိုင်မှုအားကြီးမှုသို့မဟုတ်အားသေးမှုဒါကဗရဏလားဒါလေးကိုစဉ်းစားသိခြင်းလို့များသောဖြင့်လူတွေကပြောရတာ။ဒီကတော့ဘွာတိတ်မလွယ်ဘူး။သူတို့ဘာလို့ရည်ရွယ်တာတော့သူတို့အနှောင်ဖွဲ့တွေအရန်ကြီးတယ်ဒါကြောင့်ထွက်ဖို့မလွယ်ဘူးလို့ပြောတာ။တကယ်တမ်းကအနှောင်ဖွဲ့တွေကြီးလို့မထွက်နိုင်တာမဟုတ်။ရုန်းကန်နိုင်တဲ့အားမကြီးလို့မထွက်နိုင်တာ။ဒါဘောရဲ့လား။ရုန်းကန်နိုင်တဲ့အားကြီးလို့ရှိရင်ဘလောက်ကြီးတဲ့အနှောင်ဖွဲ့ပဲဖြစ်ဖြစ်အဲ့ဒါအနှောင်ဖွဲ့လို့မဆိုနိုင်ဘူး။ဒါဘောလား။အဲ့ဒါဘာလို့နေတာလဲလို့မင်းရုန်းကန်နိုင်တဲ့အားရှိဖို့လိုတာ။တို့ဘာလို့မထွက်နိုင်တာတုံးဆိုတာရဲ့အဓိကကြတဲ့အဖြေကိုရမ်းသိခြင်းအောင်လူတွေပြောတာကအနှောင်ဖွဲ့တွေကြီးလို့မထွက်နိုင်တာအနှောင်ဖွဲ့သိရင်တော့သူတို့ကထွက်နိုင်မယ်ဆိုတဲ့သဘောမျိုးပြောတာအနှောင်ဖွဲ့ကလည်းဘလို့ဟာမျိုးကိုသိတယ်ဘလို့ဟာမျိုးကိုကြီးတယ်ပြောမလဲဒါနဲ့ပတ်သက်ပြီးတော့စဉ်းစားတဲ့အလွန်ကောင်းတဲ့ဒီသုတ်တန်လေးကနော်သုတ်တန်ရဲ့နာမည်ကဦးဇင်းတို့လတုကိကောပမသုတ်တန်တဲ့လတုကိကဆိုတာကနော်ဘီလုံးငှက်နှမ်းဆုံးငှက်ကိုပြောတာအဲ့ဒီသုတ်တန်လေးကိုဦးဇင်းအကျဉ်းမြင်လေးကောင်းထုတ်ချက်ကလေးလောက်ပဲပြောပါမယ်သုတ်တန်ကတော်တော်ရှည်တယ်ရသော်ဘုရားလက်ထက်ကနော်ကာလုဒာယီနော်ဥဒါယီနာမည်အဲ့ဒီဥဒါယီမထေဆိုရှိတယ်အဲ့ဒီဥဒါယီကမြတ်စွာဘုရားကိုလျှောက်တယ်ဘာလျှောက်တော့ဆိုတော့မြတ်စွာဘုရားတဲ့မြတ်စွာဘုရားဟာတပည့်တော်တို့ရဲ့အပေါ်မှာဆင်းရဲကနေထုတ်ဆောင်ပြီးတော့ချမ်းသာစီကိုအလွန်မှပို့ဆောင်နိုင်ပါတယ်အကုသိုလ်တရားတွေကနေထုတ်ဆောင်ပြီးတော့ကုသိုလ်တရားတွေမှာအလွန်တရာမှတီးစေပါတယ်မြတ်စွာဘုရားအလွန်မှတပည့်တော်တို့ပုံမှာကျေးဇူးကြီးမားလာတယ်တပည့်တော်တို့ငကိုယ်တုံးကသူ့ရဲ့ခံစားချက်ကိုသူကပြောတာမြတ်စွာဘုရားကနေလွဲစာမစားရဘူးလို့ပြောတော့တပည့်တော်ရဲ့စိတ်ထဲမှာမကျေနပ်ဘူးတဲ့မြတ်စွာဘုရားရဲ့ပုံမှာနေလေစာကိုပဲလူတွေကောင်းကောင်းစားကြတာနော်သာသနာအစာတုံးကနက်နဲ့လဲဆုံးခံစားတယ်နေလေလဲစားတယ်ညလဲစားတယ်နောက်ကြမှာမြတ်စွာဘုရားကပြည့်ညတ်တာနှစ်နေလွဲစာမစားရဘူးပထမပြီးတော့ဗါတော့ညစာမစားရဘူးနှစ်ခါတော့ပြည့်ညတ်အဲ့ဒီဟာတွေပြည့်ညတ်တဲ့အခါကျတော့ဒီဥဒါကြီးကသူခံစားရတာကိုပြောတာမြတ်စွာဘုရားကနေလွဲစာမစားရဘူးလို့ပြောတယ်ညစာလေးတော့သူဆုံးခံစားနေသေးတယ်နောက်တစ်ခါကျတော့နေလွဲစာတွေမကဘူးညစာပါမစားရဘူးလို့မြတ်စွာဘုရားအမိန့်ထုတ်အဲ့ဒီကျတော့သူ့စိတ်ထဲမှာမကျေနပ်ညစာဆိုတာလူတွေကောင်းကောင်းစားကြတာတော့ညသာမစားရင်တော့အဆင်ပြေမှာမဟုတ်ဘူးလို့သူတွေးတယ်ဒါပေမဲ့လို့မြတ်စွာဘုရားရဲ့ပုံမှာချစ်ခင်တဲ့စိတ်ကြည်ညိုတဲ့စိတ်မျက်နှိုးတဲ့စိတ်နဲ့သူမဖောက်ပြက်ဘူးမစားဘူးဆိုတော့မစားဘူးပေါ့အဲ့တော့တကယ်မစားဘဲလဲနေကြည့်လိုက်တဲ့အခါကျတော့မှဒါအလွန်ကောင်းမှလားဆိုတာကိုသိရတယ်တဲ့တော့စသရင်တော့ဒါမလုပ်ရဘူးလို့ပြောတော့စိတ်ထဲမှာမကျေနပ်ဘူးပေါ့သူရိုးသားသားဖွင့်ပြောတာနော်မြတ်စွာဘုရားကိုအလွန်လေးရင်းနှီးတဲ့သဘောပါပဲဒီစကားလေးတွေထောက်ထားကြည့်ရတာနောက်တကယ်ကျင့်သုံးကြည့်လိုက်တဲ့အခါကျတော့ဟုတ်လိုက်တာဘာဖြစ်လို့ဆိုတော့တဲ့တခါမဲ့တပည့်တော်ညာကြီးကိုဆွန့်ခံသွားတာဆွန့်ခံသွားတဲ့အခါကျတော့မိုးတွေကလည်းပဲဂျိုးချင်းချင်းနဲ့ဖြစ်တယ်ပေါ့အဲ့ဒီအချိန်မှာလျှက်စီးကဝင်းငနဲ့လက်လိုက်တဲ့အခါကျတော့မိမတယောက်ကအဲ့ဒီမီးပုံမှာအိုးဆေးရင်းနဲ့သူ့ကိုဘွားကနေမြင်သွားလျှက်စီးလက်လိုက်မှမြင်သွားတော့အမလေးဘလူးကြီးလို့អော်တယ်တဲ့အော်ပြီးတော့မှသူ့ကိုရဟမှန်းတိသွားတော့စိတ်လည်းတော်တော်တိုးသွားတယ်လန့်သွားတာပေါ့အဲ့ဒီတက္ကမလန့်သွားတော့အဲ့ဒီတက္ကမဘာပြောတော့ဆိုတော့အရှင်ယဟန်နဲ့အရှင်ရဲ့ဘိုက်ကိုဓာတ်နဲ့ထိုးဖောက်လိုက်တာကမြတ်သေးတယ်ညာကြီးဆုံးခံနေတာတော်တော်မကောင်းဘူးလို့ပြောတယ်တဲ့သူတော်တော်လေးရှက်သွားမှာပေါ့
ဟိုကလည်းလန့်တော့အဲ့ဒါလိုပြောလိုက်တာသူနော်ကိုယ့်ရဲ့ဘိုက်ကိုဓာတ်နဲ့သာဖောက်လိုက်ပါတော့ညာကြီးသူများအိမ်ရှိဆွမ်းခံသွားတာတော်တော်ကိုအဆင်မပြေဘူးလို့ပြောတာအဲ့တော့သူဓာတ်တွေကိုလည်းမြတ်စွာဘုရားကိုရှောက်ဒါစပြီးတော့ဒါမလို့ရဘူးလို့ပြောတော့မှသူ့စိတ်ထဲမှာမကျေနပ်ဘူးစိတ်အရန်ကြီးမကြည်ဘူးပေါ့ဒါပေမဲ့တကယ်လှုပ်ကြည့်လိုက်တော့မြတ်စွာဘုရားကိုသူဘာဖြစ်တော့ကျေးဇူးတင်တယ်ကောင်းမှန်းသိတယ်အဲ့ဒါကိုသူရှောက်တဲ့ခါကျတော့အဲ့ဒါကိုအကြောင်းပြုတယ်မြတ်စွာဘုရားဒီတရားလေးကိုဟောတာဥဒ္ဒါကြီးတဲ့ဟုတ်တယ်တဲ့ဟောဒီသာသနာတော်မှာငါကဒါကိုစွန့်ညာဒါကိုပယ်ကြလို့ဟောတဲ့အခါမှာအချီးနှီးသောယောက်ျားတွေဟာဒါအသုံးမကျတဲ့ယဟန်တွေကိုရည်ရွယ်ပြောတာပါနော်အချီးနှီးသောယောက်ျားတွေဟာသူတို့ရဲ့စိတ်ထဲမှာမကျေနပ်ကြဘူးတဲ့နော်အော်ဒီယဟန်ကြီးကခေါင်းပါတဲ့အကျင့်ကိုကျင့်လွန်းလိုက်တာလို့နော်ငါရဲ့အပေါ်မှာရောဒီအကျင့်ကိုကြီးကြီးသားသားကျင့်ကြတဲ့တခြားသောသတင်းသုံးပေါ်တွေရဲ့အပေါ်မှာသူတို့ဟာမကျေနပ်ကြဘူးတဲ့ဟောဘုရားအပေါ်မှာတောင်မကဘူးနော်တခြားကျင့်တဲ့လူတွေပေါ်မှာကျင့်တဲ့ယဟန်တွေပေါ်မှာတော့ဘာလို့မကျေနပ်ဘူးတဲ့နော်ဘုရားကဒါကိုမလုံးနဲ့ဒါကိုစွန့်ညာလို့ပြောတော့သူတို့စိတ်ထဲမှာမကျေနပ်ဘူးအဲ့ဒါဘာနဲ့တူလဲဆိုလို့ရှိရင်ဥပမာပြောပြမယ်တဲ့မြတ်စွာဘုရားကနော်ဒီနှံစုံငှက်ကလေးဘီလုံးငှက်ကလေးအဲ့ဒါကိုຫນွယ်ပုတ်ကလေးနဲ့သူ့ကိုခြေထားလိုက်တယ်ငှက်ကလေးကလည်းတေးသေးလေးຫນွယ်ပုတ်ကလေးနဲ့ခြေထားလိုက်တယ်အဲ့ဒီຫນွယ်ပုတ်ကလေးတေးသေးလေးဆိုပြီးတော့ဒီမိဘီလုံးငှက်ကတော့လုံးဝမယုံနိုင်ဟုတ်တယ်မဟုတ်လားတော့တော့တေးသေးလေးကိုအဲ့ဒါလေးနဲ့ခြေထားမယ်ဆိုရင်တော့သူကဘာမှယုံမရတဲ့အတွက်ကြောင့်သူများရဲ့နှိပ်စက်တာညှင်းဆဲတာတပ်ဖြတ်တာကိုသူခံရမယ်ဒီဘီလုံးငှက်ကလေးအတွက်ဒီຫນွယ်ပုတ်ကျိုးကလေးကမခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုနိုင်မလားတဲ့မဟုတ်ဘူးတဲ့သူ့အတွက်ခိုင်မြဲတဲ့အနှောင်ဖွဲ့အလွန်မြဲမြံတဲ့အနှောင်ဖွဲ့သူ့အတွက်အလွန်အားကြီးတဲ့နော်လေဘဲမှာတက်သားနဲ့ထွန်းပြီးတော့ဆွဲထားတဲ့တောက်ကြီးလို့အလွန်ကြီးကျယ်တဲ့ဒါသူ့ရဲ့အနှောင်ဖွဲ့အချုပ်အနှောင်ကြီးပဲတဲ့တကယ်ကတော့ဗာလေးတော့ຫນွယ်ကျိုးအပုတ်ကလေးနော်ဒါပေမဲ့ဗာဖြစ်နေတော့သူ့အတွက်ခိုင်မြဲတဲ့အနှောင်ဖွဲ့အဲ့ဒါလိုပဲမြတ်စွာဘုရားဒါကိုမလုံးနဲ့ပေးကြလို့ပြောတယ်ဘာမှပြောပလောက်တာမဟုတ်ဒါပေမဲ့အဲ့ဒီယဟန်တွေကမပေးနိုင်ဘူးမစွန့်နိုင်ဘူးဒါဟာသူ့အတွက်အနှောင်ဖွဲ့ကြီးပဲတဲ့ဟောတချို့တရားတရားနဲ့ပြည့်စုံတဲ့ယဟန်တွေကြတော့ငါကဒါကိုမလုံးနဲ့ဒါကိုပယ်ကြဒါကိုစွန့်ညလို့ပြောလိုက်လို့ရှိရင်သူတို့ကဘယ်လိုစဉ်းစားတော့ဆိုတော့အော်မြတ်စွာဘုရားကပယ်စွန့်လို့ပြောတဲ့အရာဘယ်မှာသာလင်သိမွားတဲ့ကိစ္စဖြစ်နိုင်မလဲမပြောပလောက်တဲ့ကိစ္စဘယ်မှာသာလင်ဖြစ်နိုင်မလဲမြတ်စွာဘုရားကမလုံးနဲ့ဆိုရင်တို့မလုံးဘူးဆိုပြီးတော့သူတို့ကရှောင်ကျင်ကြတယ်ပယ်စွန့်ကြတယ်မြတ်စွာဘုရားကပယ်စွန့်ဆိုရင်ပယ်စွန့်လိုက်တယ်အဲ့ဒီယဟန်တွေကြတော့ဘာနဲ့ဥမာတူတုံးဆိုတော့နော်မင်းရဲ့စစ်စင်ကြီးများနော်စစ်တိုက်တဲ့နေရာမှာအသုံးချတဲ့စင်ကြီးတွေနော်အစွဲကြီးတွေကစားလှဲတန်လောက်ရှိတယ်ဆိုတဲ့အစင်အကြီးကြီးတွေပေါ့အဲ့ဒီစင်ကြီးတွေအကောင်မောင်းတန်စင်ကြီးစင်တော်ကြီးတွေပေါ့နော်အလွန်ခိုင်မြဲတဲ့လွန်ကြိုးကြီးတွေနဲ့ခြီးထားပဲဟုတ်လားဘလောက်ကြီးတဲ့ကြိုးပဲဖြစ်ပေါ့အဲ့ဒီစင်ကြီးကတာတာလေးကြိတ်ပြီးတော့လှုပ်လိုက်တာနဲ့အဲ့ဒီကြိုးတွေကတိုင်းဆိုအကုန်လုံးပြတ်ထွက်သွားတယ်ကျိုးတော်ကြီးပဲနော်ဒါပေမဲ့လို့အဲ့ဒီရှင်ကြီးအတွက်အဲ့ဒီကျိုးကိုခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုနိုင်မလားတဲ့မဆိုနိုင်ဘူးတဲ့အဲ့ဒါမခိုင်မြဲသောအသေးအမွားသောနော်ပုတ်ဆွေးနေသောအနှောင်ဖွဲ့လို့သာဆိုရမယ်တဲ့ဟောဘိတ္တတို့နားလည်းမထင်ပါနဲ့နော်သဘောပေါက်ရဲ့လားမြတ်စွာဘုရားကဒါကိုပယ်စွန့်ညလို့ပြောရင်ပယ်စွန့်နိုင်တဲ့ပုဂ္ဂိုလ်အတွက်ဓာတုအတွက်အဲ့ဒါကအနှောင်ဖွဲ့မဟုတ်မပယ်စွန့်နိုင်ဘူးဆိုရင်တော့အဲ့ဒါသူ့အတွက်အနှောင်ဖွဲ့ဖြစ်နေတယ်အဲ့ဒါကိုဆက်ပြီးတော့နားလည်အောင်မြတ်စွာဘုရားဥပမာတစ်စုံထပ်ပေးတယ်။နောက်ဆိုကြပါစို့တဲ့အလွန်ဆင်းရဲတဲ့လူတစ်ယောက်ရှိတယ်။သူ့မှာဘာပဲရှိလဲဆိုတော့ကြီးတော်နဲ့စုပ်ပြတ်ပြီးတော့နေတဲ့ရိုင်လဲမတက်အိမ်အစုပ်ကလေးတဲအစုပ်ကလေးတစ်လုံးရှိတယ်တဲအစုပ်ကလေးနေဖြစ်ုံလေး။နောက်အထက်ထဲမှာလည်းပဲအိမ်ဖြစ်ုံလေးထကောက်လျှော်နဲ့တွဲထားတဲ့ကတင်းအစုပ်ကလေးတစ်လုံးရှိတယ်တဲ့။ဒါမြတ်စွာဘုရားအဲ့တိုင်းဟောတာ။ပြီးတော့သူ့ရဲ့အိုးလေးတစ်လုံးထဲမှာလူဇံလေးတွေပဲလေးတွေပြောင်းလေးတွေမျိုးစီလေးထည့်ထားတဲ့အိုးလေးတစ်လုံးလည်းရှိတယ်ပြီးတော့အလွန်အယုတ်ဆိုးအကြီးတန်းတဲ့ဇနီးမယားတယောက်လည်းရှိတယ်တဲ့ဟောသူမှဒါပဲရှိလွန်ဆင်းရဲတဲ့လူပေါ့နော်ကြီးတော်နဲ့အိမ်အစုပ်လေးရဲ့ကရင်စုပ်လေးတစ်လုံးရဲ့နော်မျိုးစီလေးထည့်ထားတဲ့အိုးတစ်လုံးရဲ့အယုတ်ဆိုးအကြီးတန်းတဲ့မယားတယောက်ရဲ့နော်အယုတ်ဆိုးအကြီးတန်းတဲ့လို့လည်းပါတယ်နော်အေးအဲ့ဒီလူကတနေ့ကျတော့နော်တရားအထုတ်နေတဲ့ယဟန်တစ်ပါးကိုမြင်တယ်ဒီယဟန်နော်ကောင်းမွန်တဲ့အစာအာဟာရကိုဖုံးပေးသုံးဆောင်ပြီးတော့နော်အေးချမ်းရာအရှိတ်မှာငြိမ်ငြိမ်သက်သက်လေးထိုင်ပြီးတော့မြင့်မြတ်တဲ့အလုပ်ကိုလုပ်နေလိုက်တာကောင်းလိုက်တာချမ်းသာလိုက်တာဒါသူမြင်တဲ့အခါကျဘာစဉ်းစားဆိုတော့ငါဘဝကအလွန်ဆင်းရဲတယ်ဒီဆင်းရဲတဲ့ဘဝနဲ့ငါဘာလုပ်မှာတော့အဲ့တော့ချမ်းသာတဲ့ငါယဟန်ဘဝကိုငါသွားမယ်လို့သူအကြံစီကြီးကြံစီတယ်
ဒီဘောကအနေထားနှစ်ခုကိုသူဆက်ပြီးတော့သူလည်းပဲဝတ်မယ်ဆိုရင်ဝတ်လို့မရဘူးလားရဟန်းပြုလို့မရဘူးလားရတယ်ဒါကြောင့်သူရဟန်းပြုမလို့စဉ်းစားတယ်ဒါပေမဲ့တကယ်တော့သူရဟန်းမပြုနိုင်ဘူးစောစောကကြီးတက်တော်နဲ့အိမ်စုပ်ကလေးရဲ့ကရင်စုပ်ကလေးရဲ့ဟုတ်လားအိုးလေးတစ်လုံးရဲ့အကြီးတန်းနဲ့ဇနီးမယားတက်ရဒါကိုသူမစွန့်နိုင်အဲ့တော့အဲ့ဒီဆင်းရဲသားအတွက်သူပိုင်ဆိုင်ထားတဲ့အဲ့ဒီပစ္စည်းတွေကသူ့အတွက်အပေါ်ယံကြည့်ရင်တော့မခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ထင်ရပေမဲ့လို့တကယ်သူ့အတွက်အဲ့ဒါမဖြစ်နေတော့ခိုင်မြဲတဲ့အနှောင်ဖွဲ့တွေပဲတဲ့အဲ့ဒါသူ့အတွက်ကြီးကျယ်တဲ့အနှောင်ဖွဲ့တွေပဲဟုတ်လားဒါကဥပမာပေးတာနော်မြတ်စွာဘုရားကဥပမာနဲ့ဥမေးရလဲကိုယ်အောင်မှတ်ရမယ်ဟုတ်လားမြတ်စွာဘုရားကဒါကိုပယ်စွန့်ညလို့ပြောတဲ့အခါမှာမပယ်စွန့်နိုင်တဲ့ပုဂ္ဂိုလ်အတွက်အဲ့ဒါဟာသူ့အတွက်အနှောင်ဖွဲ့ဖြစ်တယ်တေးသေးလေးပယ်စွန့်ခိုင်းတယ်စွန့်မယ်ဆိုသူစွန့်နိုင်တယ်ဒါပေမဲ့ तू မစွန့်နိုင်ဘူးဒါပေမဲ့မစွန့်နိုင်တဲ့အတွက်ကြောင့်ပဲအဲ့ဒါဟာသူ့အတွက်ဘာဖြစ်နေတော့အနှောင်ဖွဲ့ကြီးဖြစ်နေတော့သူ့အတွက်အခက်အခဲကြီးပဲနောက်ထပ်ဥပမာတစ်ခုထပ်ပေးတယ်အလွန်ချမ်းသာကြွယ်ဝတဲ့တတိတယောက်ပိုင်ဆိုင်မှုအလွန်ကြီးတယ်စီစဉ်အလွန်ကြီးတယ်ကျွေးရန်တွေအသင်ပင်းတွေအများကြီးသားတွေသမီးတွေဇနီးတွေမယားတွေနဲ့တကယ့်ကိုကြည်ကြည်တဲ့ချမ်းသာတဲ့တတိတယောက်အဆုံးတော့လိုပဲယဟန်တစ်ပါးကိုတွေ့တယ်။အော်ဒီယဟန်ရဲ့ဘဝအေးချမ်းလိုက်တာငါယဟန်ဘဝကိုကူပြောင်းမယ်ဆိုပြီးတော့ရှိသမျှအကုန်လုံးကိုစွန့်လွတ်ပြီးတော့သူယဟန်ပြုတ်လိုက်တယ်တဲ့ဟောအဲ့ဒီယဟန်ပြုတ်နိုင်တဲ့အဲ့ဒီတထေးတွေကျွဲကိုဘယ်လိုပြောမလဲတဲ့သူပိုင်ဆိုင်ခဲ့တဲ့သူ့ရဲ့အရာတွေဟာသူ့အတွက်အားကြီးတဲ့အနှောင်ဖွဲ့တွေလို့မဆိုနိုင်ဘူးတဲ့သဘောပေါက်ရဲ့လားဟုတ်တော့သူကစွန့်နိုင်တယ်လေဟောအဲ့လိုပဲမြတ်စွာဘုရားကပယ်စွန့်ညလို့ပြောတဲ့အခါမှာပယ်စွန့်နိုင်တဲ့ပုံကိုယ်တွေဟာအဲ့ဒီအရာအဲ့ဒီအကြောင်းအရာတွေကသူ့အတွက်အားကြီးတဲ့အနှောင်ဖွဲ့ဟောစဉ်းစားနော်ဒကာကြီးဒီမိုင်းများဒါဘာကိုရည်ရွယ်တာတော့ဘဝမှာလွတ်မြောက်မှုရှိတယ်လွတ်မြောက်မှုမရှိဘူးဆိုတာအနှောင်အဖွဲတွေနှောင်ဖွဲ့ထားတာကအဓိကလားကိုကမယုံကန်နိုင်တာကအဓိကလားကိုကမယုံကန်နိုင်တာအဓိကနော်နှံစုံငှက်ကလေးအတွက်ကတော့ຫນွယ်ပုတ်ကလေးကအလွန်အားကြီးတဲ့အနှောင်ဖွဲ့ဖြစ်နေတယ်ဟုတ်လားအလွန်ကြီးကျယ်တဲ့လွန်ညိုးကြီးတွေကစင်ကြီးတကောင်အတွက်ကတော့ဘာမှပြုတ်ပတ်လောက်တဲ့အနှောင်ဖွဲ့မဟုတ်ဘူးဟုတ်ရဲ့လားအဲ့တော့ကိုဘေးကိုဝင်းကျင်မှာဘာတွေပဲဖြစ်လို့နေကိုကသာတကယ်လို့အားရှိမယ်ဆိုလို့ရှိရင်ကိုထွက်ချင်တယ်ဆိုထွက်လို့မရဘူးလားအဲ့တော့ပြောချင်တာကသူများကိုအကြောင်းမပြနဲ့လို့ပြောချင်တာနော်မင်းတို့ကြောင့်ငါဒုက္ခရောက်နေတာတော့လုံးမနေနဲ့ဟုတ်လားမင်းတို့ကြောင့်ဒုက္ခရောက်မှာကိုကြောင့်ကိုဒုက္ခရောက်နေတာကိုလောဘကြောင့်ကိုဒုက္ခရောက်နေတာသဘောပေါက်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့အနှောင်အဖွဲအကြီးသေးကပရဏလားရုန်းကန်နိုင်မှုရှိခြင်းမရှိခြင်းကပရဏလားဒါပဲအဲ့ဒါပြောနေတာအဲ့ဒါလက်တုကိကောမသုတ်တန်ရဲ့ဦးဇင်းတို့ကောင်းလုပ်ချက်ကလေးနောက်ထပ်ဆက်ပြီးတော့ဟောထားတာရှိပါတယ်ဟုတ်လားဒါတော့အဲ့တော့ဦးဇင်းတို့ပိဿပေါင်းတော်ကောင်းတို့အဲ့ဒီရုန်းကန်နိုင်တဲ့စွမ်းအားဆိုတာကလည်းပဲအဓိကပညာကိုရည်ညွှန်းတာနော်အသိဉာဏ်ပညာတကယ်အားကြီးပြီဆိုရင်အသိဉာဏ်ပညာကဖောက်မထွက်နိုင်တဲ့အနှောင်ဖွဲ့ဆိုတာမရှိဘူးဒီအနှောင်ဖွဲ့ကိုဖောက်မထွက်နိုင်ဘူးဆိုလို့ရှိရင်ကိုကဖောက်ထွက်နိုင်လောက်အောင်ကိုယ့်ရဲ့ဉာဏ်ပညာဟာမကြီးမားလို့တော့ဉာဏ်ပညာဆိုတာကလည်းပဲအလကားတော့ရတာမဟုတ်ဉာဏ်ပညာရဲ့နီးစွာသောအကြောင်းတရားဘာလဲလို့မေးရင်သမာဓိအလုံးသိရနော်ဉာဏ်ပညာရဲ့နီးသောအကြောင်းဟာသမာဓိနော်သမာဓိဆိုတာလည်းအလကားမရဘူးတတိတွေခိုင်မြဲနေမှာသမာဓိဆိုတာရတာအဲ့ဒီတတိကလည်းအလကားမရဘူးကြိုးစားအထုတ်ပြီးတော့တိဆောက်မှဝရိယရှိမှရတာအဲ့ဒီကြိုးစားအထုတ်မှုဝရိယဆိုတာလေးဖြစ်ဖို့ကလည်းပဲယုံကြည်မှုဆိုတဲ့တရားတရားရှိမှကြိုးစားအထုတ်ဘယ်နှလုံးလဲတတိထားမိလား၅လုံးပညာသမာဓိတတိဝရိယတရားအဆုံးကနေနောက်ကိုပြန်သွားတာပညာရဲ့သမာဓိရဲ့တတိရဲ့ဝရိယရဲ့တရားအဲ့ဒါကိုပြန်သွားမယ်တတ္တဝရိယတတိသမာဓိပညာဒါကိုဘာလို့ပြောလဲဘုံ၅ပါးခွန်အား၅မျိုးတော့ယုံကိုယုံကန်နိုင်ခြင်းနဲ့ခွန်အားရှိခြင်းနဲ့ဆိုရင်ဒီ၅မျိုးရှိရမယ်ဟုတ်တယ်မဟုတ်လားဒီ၅မျိုးရှိရင်ဒီကရမတို့ဘလို့အနှောင်ဖွဲ့မှာဒါအနှောင်ဖွဲ့လို့ပြောလို့မရဒီ၅မျိုးသာတကယ်အားကောင်းမယ်ဆိုရင်ပြောတာနော်အနှောင်ဖွဲ့ရှိခဲ့တယ်ဆိုရင်တော့အဲ့ဒါခိုင်မြဲတဲ့အနှောင်ဖွဲ့မဟုတ်အဲ့ဒီ၅မျိုးမရှိဘူးအားနည်းတယ်ဆိုရင်တော့ဘလို့အနှောင်ဖွဲ့ရပဲဖြစ်ဖြစ်အဲ့ဒါအားကြီးတဲ့အနှောင်ဖွဲ့ဖြစ်နေမှာလှုပ်ကိုလှုပ်နိုင်မှာမဟုတ်နော်ဘလို့အနေထားလေးပဲဖြစ်ဖြစ်အဲ့ဒါကကိုယ့်အတွက်ဆုံးဆုံးမြုပ်သွားနိုင်တယ်သဘောပေါက်လားနော်ကြီးကျယ်တဲ့လူတွေကမှအော်သူတို့မှဒုက္ခများလိုက်တာလို့မထင်နဲ့နော်မကြီးကျယ်တဲ့လူလည်းပဲဒုက္ခကတော့များနေတာအဲ့ဒါပိဿပေါင်းတော့ဥစဉ်ပုံပေါ်အောင်ပြောချင်တာကနော်ဘေးကအရာတွေကအဓိကမဟုတ်ကိုယ့်ရဲ့အတွင်းစိတ်ကဗာလဲအဓိကဟုတ်လား
ဒါကြောင့်ကိုကရုန်းကန်ခြင်းနဲ့စိတ်ရှိမယ်ဆိုရင်ခွန်အားရှိဖို့လိုတယ်အဲ့ဒီခွန်အားတွေပြည့်ကျင်တယ်ဆိုလို့ရှိရင်ဒါကတော့ဦးဇင်းတို့ဏိကုံးချုပ်ကလေးပေါ့ဟုတ်လားတရားတတိဝရိယတရားဝရိယတတိသမารိပညာဒီခွန်အား၅မျိုးပြည့်စုံခြင်းနဲ့ဆိုလို့ရှိရင်နော်တတိပဋ္ဌာန်တရားကိုပဲစောင့်ချပြီးတော့ပွားကြရမှာတတိပဋ္ဌာန်တရားကိုကြိုးစားပြီးတော့ပွားများလာတာနဲ့အမျှတရားတရားတွေလည်းတက်လာမယ်ဝရိယတွေလည်းတက်လာမယ်တတိသမารိပညာဒါတွေတက်လာမယ်ခွန်အားတွေတက်လာတာနဲ့အမျှနော်ယုံကန်နိုင်ကြရှိတာကိုယုံကန်သွားနိုင်တယ်ပေါ့ဒီခွန်အားတွေအားနေနေမယ်ဆိုရင်တော့တရားဓမ္မတို့ဦးဇင်းတို့မယုံကန်နိုင်ဘူးမယုံကန်နိုင်ဘူးဆိုရင်လည်းမထွက်မြောက်နိုင်ဘူးဟုတ်လားဒါကြောင့်နိက္ခမပါရမီနဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းတို့မှတ်သားစရာလေးတွေနော်စူးစီးပြီးတော့ပြောပါတယ်နော်အချိန်လည်းစေနေပြီဟုတ်လားအဲ့ဒီနေ့မှာပြောခဲ့တာတွေအကုန်လုံးပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်နော်နိက္ခမတရားဆိုနိက္ခမတရားနဲ့ပတ်သက်ပြီးတော့ဘုရားလောင်းကနော်အချုပ်ထောင်ထဲမှာကြာမြင့်စွာစင်စင်ရဲနေရတဲ့ပုဂ္ဂိုလ်ဟာဒီအချုပ်ထောင်ကြီးရဲ့အပေါ်မှာညီကတွေ့တာမှုမရှိဘဲနဲ့လွတ်မြောက်မှုကိုသာလည်းအမြဲတမ်းရှာဖွေနေသလိုနော်မိမိတို့ရဲ့ဘဝကိုလည်းပဲအချုပ်ထောင်လို့နားလည်ပြီးတော့လွတ်မြောက်ရေးကိုပဲရှေ့ရှုပြီးတော့လွတ်မြောက်အောင်ကြိုးစားရမယ်ဒါမှပြောခဲ့ဘူးလားပြောခဲ့တယ်အဲ့တော့နိက္ခမတရားဆိုတာဘာလဲလို့မေးရင်ဝိတုကာမကိလေသာကာမကထွတ်မြောက်နိုင်အောင်ကြိုးစားတာအထူးသဖြင့်ကိလေသာကာမကလွတ်မြောက်အောင်ကြိုးစားတာအလောဘသည်နိက္ခမတရားလို့လေဒီစတော်ကြီးပြောတာမပြောခဲ့ဘူးလားပြောတယ်နော်လောဘမဖြစ်အောင်လုပ်နိုင်တယ်အလောဘဖြစ်အောင်လုပ်နိုင်တယ်ဆိုရင်အဲ့ဒါနိက္ခမပါရမီဖြည့်ဆည်းနေရရောက်တယ်ပါရမီ10ပါးထဲမှာနိက္ခမပါရမီသည်အဓိကအကြဆုံးဆိုတာကိုပြောခဲ့ဘူးလားပြောခဲ့တယ်နော်လွတ်မြောက်ရေးကိုရှေ့ရှုပြီးတော့ကျန်တဲ့မြင့်မြတ်တဲ့လုပ်ငန်းတွေကိုလုပ်မှဒါပါရမီထိုက်တာဟုတ်ရဲ့လားနောက်နိက္ခမရဲ့အနည်းဆုံးအကြောင်းကတံဝေကဆိုတာပြောခဲ့တယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့နော်လောဘဆိုတာရှိနေရင်အပေါင်းဖော်နဲ့နေနေတာလောဘဆိုတာမရှိဘူးဆိုရင်တယောက်တည်းနေနေတာနော်အများထဲမှာပဲနေတောထဲမှာပဲနေလောဘရှိရင်တော့အပေါင်းဖော်နဲ့နေတာလောဘမရှိဘူးဆိုရင်တယောက်တည်းနေတာဒါလည်းမပြောခဲ့ဘူးလားပြောခဲ့တယ်နော်အေးမြို့ထဲရွာထဲလူတူကြားထဲမှာတမာတိရှိနေတဲ့ပုဂ္ဂိုလ်တဲ့တောထဲမှာငိုက်မီးနေတဲ့ပုဂ္ဂိုလ်ကိုမြတ်စွာဘုရားပို့ပြီးတော့နှစ်သက်တယ်ဆိုတာကိုမပြောခဲ့ဘူးလားပြောခဲ့တယ်အဲ့ဒါပြီးတော့ဦးဇင်းတို့မဟာဇနကဇတ်တော်ကိုပြောခဲ့တယ်ပေါ့အဲ့ဒီမဟာဇနကဇတ်တော်ပြီးတော့ဦးဇင်းတို့ဗာဆက်ပြောတော့နော်စိတ်တဟတ္ထစိတ်အလိုလိုက်တဲ့ယဟန်နော်ယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ကိုတောင်မှလောဘကနောက်ကုံကနီးမှာအနှောင့်အယှက်တော့ပေးသွားသေးတာပဲဟုတ်လားအနှောင့်အယှက်တော့ပေးသွားသေးတာပဲအဲ့ဒီမှာဘုရားလောင်းကသူ့ရဲ့အကြောင်းတွေကိုပြန်ပြောင်းပြီးတော့ဟောပြတဲ့အနေအထားလေးတွေဒါဦးဇင်းတို့ပြောခဲ့တယ်ပေါ့နောက်ဏိကုံးချုပ်ပြောလိုက်တာတွေကတော့နော်အလွန်မှတ်သားစရာကောင်းတယ်လို့ထင်ပါတယ်ဟုတ်လားအနောင်ဖွဲ့အကြီးအသေးကအဓိကလားကိုယ့်ရဲ့ရုန်းကန်နိုင်မှုခွန်အားအကြီးအသေးကအဓိကလားဆိုတာလေဟုတ်လားဒါကြောင့်တရားဝရိယတတိသမารိပညာလို့ဆိုတဲ့ဒီခွန်အားရုန်းကန်နိုင်တဲ့ခွန်အားဒါကိုကြီးထွားအောင်ကြိုးစားဖို့မလိုဘူးလားလိုပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ပြောဖို့ကြံနေတာလေးတစ်ခုကနော်နိက္ခမတရားဆိုတာရှင်ယဟန်ပြုခြင်းပထမဇန်တရားနိဗ္ဗာန်တရားဝိပဿနာတရားအလုံးစုံသောကုသိုလ်တရားတွေကိုနိက္ခမလို့ခေါ်တယ်ဆိုတာလည်းမပြောခဲ့ဘူးလားပြောခဲ့တယ်ဒါကြောင့်ကုသိုလ်ကောင်းမှုတွေပြုတိုင်းနိက္ခမပါရမီဖြစ်အောင်လွတ်မြောက်ရေးဘက်ကိုရှေ့ရှုပြီးတော့လှုပ်လိုက်မယ်ဆိုလို့ရှိရင်နိက္ခမလည်းဖြစ်တယ်နိက္ခမပါရမီလည်းထိုက်တယ်ပေါ့ဟုတ်လားဒါကြောင့်ဒါကတော့ဘဝထဲမှာအသုံးချဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြောတာပေါ့နော်ဒါကတော့ဦးဇင်းတို့နောက်ဆုံးဥပေက္ခပါရမီနေ့မှာအကုန်လုံးပါရမီ7ပါးနဲ့ပတ်သက်ပြီးတော့မှတ်သားစရာလေးတွေကိုစုစည်းပြီးတော့ဦးဇင်းတို့ပြောမှာပေါ့နော်ဒီကနေ့တော့နည်းနည်းလေးအချိန်ပိုပြီးတော့ကြာသွားတယ်ဟုတ်လားအဲ့တော့နိက္ခမတရားနဲ့ပတ်သက်ပြီးတော့ပေးတဲ့ကောင်းသူတော်ကောင်းတို့ပါရမီ7ပါးထဲမှာအဓိကအကြဆုံးအရေးကြီးဆုံးပါရမီလို့စတော်ဘုရားကြီးဆုံးဖြတ်ပြတဲ့ဒီနိက္ခမပါရမီနဲ့ပတ်သက်ပြီးတော့ဒီကနေ့နာယူကြည်ညိုခဲ့ကြပြီနော်ဒါကြောင့်ဒီကနေ့အထုအပ်သောဒါနသီလသမารိပညာကုသိုလ်ကောင်းမှုအရှုတို့ကြောင့်ပေတပေါင်းသူတော်ကောင်းတို့သည်နိက္ခမပါရမီကိုရင့်ကျက်အောင်ကြိုးစားအထောက်ရင်းဖြင့်ပညာပူညံမျက်နှိပ်ပါနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုခြင်းဖြင့်မေတ္တာပို့ပြီးတော့တရားပွဲဓမ္မသဘင်ကိုအဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓနုဘာဝေနတရာတုခိဝန္တုတေဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မနုဘာဝေနတရာတုခိဝန္တုတေဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာနုဘာဝေနတရာတုခိဝန္တုတေဒေတုမကံတင်တရားနာပိသပေါင်းသူတော်ကောင်းတို့ဇာတာအလုံးသောတတ္တဝအနန္တတို့အားတဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းတဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မျက်နှာကောင်းနတ်ပေါင်းတို့ကလည်းပဲ
ရက်ခန္တုကောင်းစွာမသွေဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓတို့ဝဝေနခေကဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရတဘာဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတေဇောအနုဘောတော်တို့ကြောင့်၎င်းတဗ္ဗဓမ္မနုဘဝေနမေလီတံဖိုလီတံနိဗ္ဗာန်ပရိတိဟုဆိုသောစေတံသောတရားတော်မြတ်တို့ရဲ့တကူတေဇောအနုဘောတော်တို့ကြောင့်၎င်းတဗ္ဗတံဃာနုဘဝေနမေကထံ၄ယောက်ပလထံ၄ယောက်ဆိုသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နဲ့တကွာတိလဂုံသမာဓိဂုံပညာဂုံတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကူတေဇောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ချိန်ရှိတိုင်းချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း